ကျွန်တော်ရှင်နာရီကိုတီတီရှိပါပြီမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုတဏှာကြီးပို့ပို့လောက်အချိန်ယူပြီးတော့နာယူကြည်ညိုကြနှလုံးသွင်းမှတ်သားကြရအောင်ဒီကနေ့သာသနာတော်နှစ်2556ခုကောဇာတိပိ1384ခုတပေါင်းလာပြီကျော်10ရက်နေ့ညချမ်းအခါကာလမှာရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်အမှတ်2ရပ်ကွက်သူရပ်ကွက်သားများစုပေါင်းစီရင်ကျင်းပကြတဲ့စတုထအကြိမ်မြောက်မလွန်ဆွမ်းဆံတော်နဲ့ရွှေဘူးအလှူတော်ငွေများရေသက်ချဓမ္မပူဇာတရားပွဲတွင်မှာဒီကနေ့ဦးဇင်းတို့ဒုတိယညဖြစ်ဖြင့်ပေတပေါင်းသူတော်ကောင်းတို့ကိုမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်များကိုဟောကြားခွင့်ရပါတယ်ပေတပေါင်းသူတော်ကောင်းတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်ဒီတော့ဒီကနေ့ညပေတပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလဲဆိုလို့ရှိရင်ဝိသုဒ္ဓိမေအထကရာမာလာရှိတဲ့အမျက်ဒေါသကိုဖယ်ခွာကြောင်းနိလန်ကောင်းများအဲ့ဒီမှာ7မျိုးလောက်ပြထားတာရှိပါတယ်ဦးဇင်းတို့ညောင်လေးပင်တော်ရဆရာတော်ဘုရားကြီးအရှင်အရိယဝန္တဆိုတာဓမ္မဗဟုသုတများကြတဲ့ပုဂ္ဂိုလ်တွေဘာသာရေးနဲ့ဆက်ဆက်မှုများတဲ့ပုဂ္ဂိုလ်တွေကြားဘူးကြမှာပါဆရာကြီးဥဒုက္ခရိုက်ကူးတဲ့ယဟန်စာတော်စွမ်းတနတ်ဆိုတာထဲမှာဥပမာထုတ်ပြီးတော့ပူဇော်ခံခဲ့ရတဲ့ညောင်လေးပင်တော်ရဆရာတော်ကြီးဆိုတာရှိတယ်ဘုန်းတော်ကြီးဥတီလရဲ့တပည့်ပေါ့အဲ့ဒီညောင်လေးပင်တော်ရဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့ဝိသုဒ္ဓိမေအယသာဆိုတဲ့စာအုပ်ရှိတယ်အဲ့ဒီဝိသုဒ္ဓိမေအယသာဆိုတဲ့ကျမ်းကဝိသုဒ္ဓိမကကျမ်းကြီးကိုအနှစ်ချုပ်ပြီးတော့ဆရာဘုရားကြီးရေးသားတော်မူခဲ့တာဆရာဘုရားကြီးရေးတဲ့ကျမ်းစာတွေကအယသာဆိုတာလေးနဲ့နာမည်ပေးတာတကယ်ကိုပဲအယသာရှိပါတယ်သူကအနှစ်ချုပ်ပြီးတော့လူရင်းကိုအင်မတန်ရေးတတ်တော်မူတဲ့ဆရာတော်ကြီးပေါ့အဲ့ဒီဝိသုဒ္ဓိမေကျမ်းဆိုတာကလည်းပဲဘုရင်တို့ရှင်မဟာဗုဒ္ဓဂေါတမထေရမြတ်ကြီးပြုစုတော်မူခဲ့တာသာဂတဝကတန်ရုပ်ပါဠိတော်မှာဇတာသုတ်တံဆိုတာရှိတယ်အဲ့ဒါနတ်သားတစ်ပါးကမြတ်စွာဘုရားကိုမေးတာအန္တောဇတာဗဟိဇတာဇတာယဇတိတာပဇာတန်တံဂေါတမပု္ပ္ပာမိကောဣမံဝိဇတေယဇတံတဲ့အရှင်ဘုရားတဲ့ဟောဒီလောကကြီးမှာတတ္တဝါတွေဟာအတွင်းကိုတွေ့တာမမောတဲ့တဏှာလောဘနဲ့လည်းရှုပ်ထွေးနေကြတယ်တဲ့ကိုယ်ခန္ဓာကိုယ်အပြင်ဘက်မှာရှိတဲ့ခန္ဓာကိုယ်ပြင်ပကအရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲလူချင်းမမောမှုဆိုတဲ့တဏှာတရားနဲ့ရှုပ်ထွေးနေကြတာရှိတယ်တဲ့အတွင်းမှာလည်းရှုပ်နေတယ်အပြင်မှာလည်းရှုပ်နေတယ်ပေါ့ဘာနဲ့ရှုပ်တာတုံးဆိုတော့လူချင်းမမောတယ်ဆိုတဲ့တဏှာလောဘနဲ့ရှုပ်နေတာအဲ့ဒီအရှုပ်ထွေးကိုဘယ်လိုပုဂ္ဂိုလ်ဟာပြည်လေအောင်ဖြည့်ရှင်းနိုင်မလဲတဲ့ဒါကိုမြတ်စွာဘုရားဖြေပါလို့နတ်သားတစ်ပါးကမြတ်စွာဘုရားကိုလာလျှောက်တာအဲ့ဒီမှာမြတ်စွာဘုရားကတိလေပဋိဋ္ဌာယနရောတပညောစိတ်တံပင်ញင်စဘာဝယေအာတာပိနိပကောဘိက္ခုသောဣမံဝိဇတယေဇတံဆိုပြီးတော့ဂါထာလေးတစ်ပုဒ်နဲ့ပြန်ဖြေတယ်ဂါထာက3ပုဒ်ပါဒါပထမဦးဆုံးဂါထာပေါ့လေအဓိပ္ပာယ်ကဘာလဲဆိုတော့မွေးကလေးကစပြီးတော့ပင်ကိုပฏิပံဉာဏ်ပညာအထိုက်လျောက်ပါလာတဲ့ပုဂ္ဂိုလ်ပင်ကိုဓက္ခဉာဏ်ပါရမယ်ပေါ့အဲ့ဒီပင်ကိုဓက္ခဉာဏ်ပါတဲ့ပုဂ္ဂိုလ်ဟာထက်တန်တဲ့လုံလဝရိယဖြင့်သီလဆိုတဲ့ကိုယ်ကျင့်တရားပေါ်မှာတည်ပြီးတော့တမာတိပညာတရားတို့ကိုပွားများမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအတွင်းရှုပ်အပြင်ရှုပ်လို့ဆိုရတဲ့တဏှာဆိုတဲ့အရှုပ်ထွေးတရားကိုပြေလည်အောင်ဖြည့်ရှင်းနိုင်လိမ့်မယ်လို့မြတ်စွာဘုရားဟောတာအင်မတန်အနှစ်အသားပါတဲ့ဂါထာပေါ့နော်ပင်ကိုဓက္ခဉာဏ်ပညာပါတဲ့ပုဂ္ဂိုလ်သည်လုံလဝရိယထက်သန်စွာဖြင့်သီလဆိုတဲ့ကိုယ်ကျင့်တရားပေါ်မှာထောက်တည်ပြီးတော့
တမာတိပညာဆိုတဲ့တရားတွေကိုပွားများမယ်ဆိုလို့ရှိရင်အရှုပ်အထွေးကင်းပြီးတော့ရှင်းလင်းပြီးတော့ဒုက္ခခတ်သိငြိမ်းနိုင်တယ်လို့ပြောတာအဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့ဝိသုဒ္ဓိမဂ္ဂကျမ်းဆိုတာဖြစ်လာတာပိဋကတို့ကိုဦးဇင်းတို့ဘုဒ္ဓလိုက်စားကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဇာဝနာဝရှိအောင်တချို့လဲကြားဘူးပြီးသားဖြစ်ပါလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့ဝိသုဒ္ဓိမဂ္ဂကျမ်းဆိုတာဖြစ်လာတယ်အဲ့ဒီဝိသုဒ္ဓိမဂ္ဂကျမ်းကြီးကိုပဲဦးဇင်းတို့ဆရာတော်အဆက်ဆက်နေတရားမြန်မာတွေပြန်ခဲ့ကြတယ်ဗမာဘာသာတက်တက်နဲ့လည်းပြန်ထားတာရှိတယ်အင်မတန်ရိုးရိုးရှင်းရှင်းနဲ့နားလည်အောင်ပြန်ထားတာကတော့မဟာစီစတော်ဘုရားကြီးမြန်မာပြန်တဲ့ဝိသုဒ္ဓိမဂ္ဂမြန်မာပြန်ဆိုတာ၄အုပ်တွယ်ရှိတယ်အဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ဖတ်ကြည့်ပါအလွန်ကောင်းတဲ့ကျမ်းစာအုပ်ပေါ့ဟုတ်လားအဲ့ဒီဝိသုဒ္ဓိမဂ္ဂဆိုတဲ့ကျမ်းကိုဖတ်ပြီးရင်ရှင်းတော့ကတော့ပြောကြတာပဲထွက်နဲ့ထွက်တထွက်တတ်တယ်တဲ့ဘုန်းကြီးတစ်ပါးအဲ့ဒီကျမ်းစာကိုဖတ်မယ်ဆိုရင်သာသနာတော်မှာနေရတာတော်ယုံတန်ယုံလုံလဝရိယတရားတရားအကျင့်နဲ့မလွယ်ဘူးဆိုပြီးတော့လူရင်လဲထွက်တတ်တယ်ပေါ့အဲ့လိုမှမဟုတ်ရင်လည်းပဲတပိတ်တလုံးသင်္ကန်း30နဲ့တောရင်လဲထွက်တတ်တယ်ပေါ့အဲ့ဒါလောက်လေးလေးနက်နက်ရေးထားတဲ့ကျမ်းစာเนาะဒါကြောင့်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေခုဦးဇင်းတို့ဝိသုဒ္ဓိမဂ္ဂဇာမွေးဝဲဆိုတာတောင်ရှိတယ်ကြားဘူးတယ်မို့လားအေးအဲ့ဒီဝိသုဒ္ဓိမဂ္ဂကျမ်းကြီးကိုပဲဦးဇင်းတို့ညောင်လေးပင်တော်ဆရာတော်ဘုရားကဝိသုဒ္ဓိမဂ္ဂအရသာဆိုပြီးတော့စာအုပ်ကလေးခတ်သေးသေးအနှစ်ချုပ်ပြီးတော့ရေးထားတာအဲ့ဒါဘ ഹു တုဒ္ဒလိုလားကြတဲ့ပုဂ္ဂိုလ်တွေရှားဖွေပြီးတော့လေ့လာကြဖို့ပေါ့ပြောချင်တာကအဲ့ဒီဝိသုဒ္ဓိမဂ္ဂအရသာဆိုတဲ့ညောင်လေးပင်တော်ရဆရာတော်ဘုရားရဲ့ကျမ်းစာအုပ်ထဲမှာသူကဆောင်းပုဒ်ကလေးတွေနဲ့အနှစ်ချုပ်ပြီးတော့လူရင်းရအောင်ပြောထားတာအဲ့ဒါဦးဇင်းကဒီကနေ့အဲ့ဒီဆရာဘုရားကြီးရဲ့ဂုဏ်ကျေးဇူးကိုအမိပြုပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဒေါသပေကြောင့်နီလန်ကောင်လို့တရားကောင်းစဉ်တက်ပြီးတော့ဟောမှာပါဟုတ်ရဲ့လားတရားဓမ္မတို့ဦးဇင်းတို့တွေဒေါသဆိုတာစိတ်ကိုပူလောင်စေတယ်အကျိုးမဲ့စေတယ်အင်မတန်ဆင်းရဲစေတယ်ဆိုတာသိပေမဲ့လို့ဒီဒေါသရဲ့နှိမ့်ဆက်ခြင်းကိုမကြာခံနေရတာလည်းမရှိဘူးလားရှိတယ်ဒါကြောင့်ဒေါသတွေဖြစ်လာရင်မုန်းတီးမှုတွေဖြစ်လာရင်မကျေနပ်မှုတွေဖြစ်လာရင်ဘယ်လိုပဲရှားကြမလဲဆိုတဲ့နီလန်းတွေကိုသိထားမယ်ဆိုရင်ဒေါသပေရှားတဲ့နေရာမှာအထောက်အကူအများကြီးမပြုတ်ဘူးလားပြုတ်မယ်အဲ့ဒီလိုရည်ရွယ်ချက်နဲ့ဒါဥရှင်တို့ဒေါသပေကြောင့်နီလန်းကောင်နဲ့စတင်ပြီးတော့နာယူကြည်ညိုကြရနော်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရန်တရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပေဇောတဝိဟတမောဟတမံသာနရမရလောကကရုဝနေတုကတံဂတိဝိမု ddံ ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပေဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုလူနတ်မြမတ္တဝါနန္ဒတို့ဤကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတံသောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာပရမကဲ့သို့ပြတ်သားထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝ
ဝနိဝနာမှာကာယဝစီမနောကြည်၍သုံးလီဒွါရပဏာမဖြင့်တုတ်ကွာယိုကျိုးလက်စုံမိုးကရှိခိုးဥညွတ်ပါဤမြတ်စွာဘုရားဒေါသပေကြောင့်နီလန်ကောင်နဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဒီဝိသုဒ္ဓိမကကျမ်းမှာလာရှိတဲ့ဒေါသပေနီ17မျိုးကိုသတော်ဘုရားကြီးကသူ့ရဲ့ဝါဒနာအတိုင်းမှတ်သားလွယ်အောင်တူတူကလေးဆောင်ပုဒ်တစ်ပုဒ်နဲ့အရင်စတင်ပြီးတော့ပြောတယ်ဘယ်လိုရေးထားလဲဆိုတော့ဝင်လွှကြံတနာဟောကြားကံစာမတက္ကာနိတင်ဓာတ်ရှင်ပေတောင်ရံညိုးပေါင်းပျောက်ကြောင်း17တဲ့အဲ့ဒီလင်္ကာလေးတစ်ပုဒ်ကိုရလို့ရှိရင်ဦးဇင်းတို့အကျေပြောတာကိုနားထောင်ပြီးတဲ့အခါမှာပိဋကပေါင်းတော်ကောင်းတို့ရဲ့စိတ်ထဲမှာဒီနည်း17နည်းကိုတခါတည်းမှတ်မိသွားမှာနော်ဝင်လွှကြံတနာဟောကြားကံစာမတက္ကာနိတင်ဓာတ်ရှင်ပေတောင်ရံညိုးပေါင်းပျောက်ကြောင်း17တဲ့ဒေါသတွေဖြစ်လာပြီအာဃာတတွေဖြစ်လာပြီအမုန်းတွေဖြစ်လာပြီအဲ့ဒါကိုဘလို့မှစိတ်ထဲမှာပြေလည်အောင်ကြည်လင်အောင်မေတ္တာမထားနိုင်ဘူးဆိုတဲ့အခါမျိုးမှာဘာလို့ရမလဲဆိုတော့မေတ္တာဇံဝင်စားရနေတဲ့မေတ္တာဇံဝင်စားရမယ်ဆိုတာတော့တရားဓမ္မတို့ဦးဇင်းတို့အနေနဲ့အလံဝေးတာပေါ့ကိုကမေတ္တာကိုဇံရအောင်မှပွားများမထားဘူးပဲကိုဟုတ်လားအဲ့တော့သူကဒီနေရာမှာဆိုလိုတာကမေတ္တာကိုဇံရအောင်ပွားများဖို့ထားတဲ့ပုဂ္ဂိုလ်ဟာတစုံတယောက်သောဉာဏ်သူရဲ့ပုံမှာမုန်းတီးနေတဲ့ပုဂ္ဂိုလ်ရဲ့ပုံမှာဘလို့မှမေတ္တာဆက်ပြီးတော့ပို့လို့မရတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာတစုံတယောက်ကိုပို့လို့မေတ္တာဇံရခဲ့ဘူးလေအဲ့ဒီတစုံတယောက်ကိုပဲအာယုံပြုပြီးတော့မေတ္တာဇံကိုထက်ကြီးတလဲလဲပွားများရမယ်အဲ့ဒါပြီးတော့မှခုနတုန်းကမုန်းတဲ့လူရဲ့အပေါ်မှာမကျေနပ်နိုင်တဲ့လူရဲ့ပုံမှာမေတ္တာထားကြည့်ရမယ်အဲ့ဒါဆိုရင်လွယ်လွယ်ကူကူမေတ္တာကိုပွားလို့ရသွားမယ်တဲ့အဲ့ဒါကိုဆိုလိုတာမေတ္တာဇံကိုဝင်စားပြီးမှကိုယ့်ရဲ့ဒေါသတွေကိုမေတ္တာပို့လို့မရတဲ့ပုဂ္ဂိုလ်ရဲ့ပုံမှာမေတ္တာပို့ကြည့်မယ်ဆိုရင်မေတ္တာပို့လို့ရနိုင်တယ်လို့ပြောတာအဲ့ဒါကတော့တရားဓမ္မတို့ဦးဇင်းတို့အတွက်သိပြီးတော့လက်တွေ့မကြဘူးပေါ့ကိုမမေတ္တာဇံမရတာကိုဟုတ်ရဲ့လားအေးဒါကြောင့်ဝင်ဆိုတာဘာပြောတာတော့မေတ္တာဇံဝင်စားရမယ်လို့ပြောတာနောက်လွှဆိုတာကတရားဓမ္မတို့ဦးဇင်းတို့တက်သားတွေကိုလွှနဲ့ဖြတ်တယ်ဆိုတာကြားဘူးပါလေနော်အဲ့ဒီမှာဦးဇင်းတို့မေဇိမနိကေမှာကကစုပမသုတ်တံဆိုတာရှိတယ်ကကစုပမဆိုတာကလွှနဲ့ဥပမာပေးပြီးတော့မြတ်စွာဘုရားဟောထားတာရန်သူတွေကကိုယ့်ရဲ့အင်္ဂါကြီးငယ်တွေကိုလွှနဲ့ဖြတ်တောက်ပြစ်အောင်တောင်မှအဲ့ဒီရန်သူတွေရဲ့အပေါ်မှာဒေါသမဖြစ်အောင်ထိန်းရမယ်တကယ်လို့ဒေါသဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ငါဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးရမရောက်ဘူးလို့မြတ်စွာဘုရားဟောထားတဲ့ကကစုပမသုတ်တံဆိုတာရှိတယ်အဲ့ဒီလွှဥပမာနဲ့ဟောထားတဲ့ကကစုပမသုတ်တံတို့လိုမျိုးဒေါသနဲ့ပတ်သက်ပြီးတော့ဟောကြားထားတဲ့သုတ်တံဒေသနာအဆုံးအမတွေကိုအများကြီးစဉ်းစားပြီးတော့ကိုယ့်ရဲ့ဖြစ်ပေါ်နေတဲ့ဒေါသတွေကိုဖြေဖြောင်းနိုင်အောင်ကြိုးစားရမယ်လို့ဆိုလိုတာလွှဆိုတာကဟုတ်ရဲ့လားလွှဒေသနာတွေကိုလွှနဲ့ဥပမာပေးထားတဲ့ဒေသနာအစာထားတခြားသောဒေသနာတွေကိုစဉ်းစားဆင်ခြင်ပြီးတော့ဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာဒေါသရဲ့အပြစ်တွေကိုပြောထားတဲ့ဒေသနာတွေကိုကြားဘူးထားဖို့မလိုဘူးလားလိုတယ်ကိုကအစကနဦးကြားမှကြားဘူးမထားဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့ဆင်ခြင်နိုင်မလဲဟုတ်တယ်မို့လားဒါကြောင့်ဦးဇင်းတို့ဒေါသနဲ့ပတ်သက်ပြီးတော့ဟောကြားထားတဲ့ဒေသနာတွေအများကြီးရှိတယ်ဟိုဦးဇင်းတို့ရန်သူအကြိုက်လိုက်ကြမှာလားဆိုပြီးတော့ဦးဇင်းတို့ဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်ဒေါသထွက်တဲ့ပုဂ္ဂိုလ်ဟာမုန်းတဲ့ကိုမုန်းတဲ့ရန်သူတွေရဲ့အလိုကိုဖြည့်နေတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့မြတ်စွာဘုရားကဒေါသရဲ့အပြစ်ကိုဟောထားတာအဲ့ဒီလိုသုတ်တံမျိုးကိုလည်းဆင်ញင်ရမယ်ဆိုပြီးတော့ဒီဝိသုဒ္ဓိမကျမ်းမှာညွှန်ကြားထားတယ်အဲ့ဒါဘာရေးထားတုံးဆိုတော့အယုတ်ဆိုးစီတွေ့စီဆင်းရဲပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်9ရန်သူကြိုက်ဆိုပြီးတော့ဆိုတော့ဘုရားကြီးကအဲ့ဒီသုတ်တံကိုအဲ့ဒီဆောင်းပုဒ်ကလေးတစ်ပုဒ်ထဲနဲ့ခြုံမိအောင်ရေးတာ
အဲ့ဒါလည်းပဲညောင်လေးပင်တော့ဆိုတော့ဘုရားကြီးရဲ့လက်ရပဲအယုတ်ဆိုးစေတဲ့ဒေါသဖြစ်လာပြီဆိုရင်အယုတ်ဆိုးသွားမယ်ရုပ်တွေကကြည့်လို့မကောင်းတော့ဘူးအဲ့ဒါဆိုရင်ကိုယ့်ရဲ့မုန်းတဲ့ပုံကိုယ်တွေကကြိုက်လိမ့်မယ်ကိုယ်ရုပ်ကြီးကြီးလင်းလင်းလေးဖြစ်နေတာကိုသူတို့ကသိကြည့်ရမှာပေါ့ရှူးရှဲရှဲဖြစ်နေတဲ့ရုပ်ဆင်းရင်ကအိုးသွားပြီဆိုရင်သူတို့ကသဘောကျမှာပေါ့ဒါဆိုလို့လားအဲ့လိုပဲဒေါသဖြစ်လာရင်အယုတ်ဆိုးမယ်ရန်သူအကြိုက်ဖြစ်သွားပြီအယုတ်ဆိုးစေတွေ့စေဆင်းရဲတဲ့အမျိုးမျိုးသောဆင်းရဲဒုက္ခတွေတွေ့လိမ့်မယ်ဒေါသဖြစ်လာရင်ပြောမှပြူမှားတွေဖြစ်ပြီးတော့နောက်တရစရာတွေမျက်ရည်ကြီးငယ်ကြားရတာတွေစိတ်ဆင်းရဲစရာတွေပူလောင်ရတာတွေအများကြီးကိုဆက်ပြီးတော့ဖြစ်နိုင်တယ်တေချာတာကတော့ဒေါသကြီးရင်ကြီးသလောက်ဆင်းရဲဒုက္ခတွေ့လိမ့်မယ်အဲ့ဒီဆင်းရဲနေပြီကိုဆင်းရဲစိတ်ဆင်းရဲဖြစ်နေပြီဆိုလို့ရှိရင်ရန်သူတွေကကြိုက်မှပဲတဲ့ဒါမျိုးတွေကိုစဉ်းစားပြီးတော့ဒေါသကိုဖြေရမယ်လို့ဆိုလို့လားနော်အယုတ်ဆိုးစီတွေ့စီဆင်းရဲပြက်ကွဲစည်းစိမ်နဲ့ကိုယ့်ရဲ့ကြီးမားတဲ့ဒေါသကိုအကြောင်းပြုပြီးတော့ရာဇဝမှုတွေလုပ်တာမျိုးတစ်ဖက်သားရဲ့ပုံမှာစော်ကားတာမျိုးတွေဖြစ်ပြီးတော့စည်းစိမ်ဥစ္စာတွေပျက်စီးသွားတတ်တယ်ဒေါသကြီးလာရင်အဲ့ဒါဆိုရင်ရန်သူတွေကြိုက်တော့မှာပေါ့ဟုတ်လားအယုတ်ဆိုးစီတွေ့စီဆင်းရဲပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်နော်အယုတ်ဆိုးစီတွေ့စီဆင်းရဲကိုကြိုးနေ၍ဆိုတာပါလိကိုကြိုးနေ၍အကျိုးမဲ့တာတွေကိုပဲလုပ်မယ်အကျိုးရှိတာတွေအဲ့ဒီချိန်မှာလွဲသွားလိမ့်မယ်ဒါဆိုရင်ရန်သူကြိုက်မယ်ပေါ့အယုတ်ဆိုးစီတွေ့စီဆင်းရဲကိုကြိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်ကိုကိုချစ်ကြတဲ့အချွေရန်ပေါင်းတဲ့နေဒါရှားသွားမယ်နောက်ပြီးတော့မိတ်ဆက်ပြက်လက်ရင်းနှီးရတဲ့ပေါင်းတင်ထားတဲ့သစ္စာရှိကြတဲ့ကောင်းမြတ်တဲ့မိတ်ဆွေတွေပျက်စီးသွားနိုင်တယ်ဟုတ်လားပြီးတော့အပေဖြစ်တယ်သိပြီးတဲ့နောက်မှာအပေလေးပါးကိုလည်းကြားတတ်တယ်အဲ့ဒါလိုသုတ်တံမျိုးကိုစဉ်းစားဆင်ခြင်ပြီးတော့လည်းပဲဒါဥရှင်တို့အမျက်ဒေါသကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါဥရှင်တို့ဝင်လွှကြံတနာဟောကြားကံစာမတက်ကနိတင်ဓာတ်ရှင်ပေတောင်းရန်ညိုပေါင်းပျောက်ကြောင်း11ဆိုတာကိုတော့မမေ့နဲ့နော်အခုကဝင်ဆိုတာကိုဒါရှင်းပြီးသွားပြီမေတ္တာဇံဝင်စားပြီးတော့ဒေါသကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ဒါကတော့ဒကာဓမ္မတို့ဦးဇင်းတို့မေတ္တာဇံမရသေးတဲ့ပုဂ္ဂိုလ်တွေအတွက်လက်တွေ့သိပ်ပြီးတော့အသုံးမတည့်လှဘူးပေါ့ဟုတ်ရဲ့လားပြီးတော့ဗာလဲလွှတဲ့လွှဒေသနာများအခုဦးဇင်းတို့ပြောခဲ့တဲ့ဒေသနာများဒေါသနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေါသရဲ့အပြစ်ပြတဲ့ဒေသနာတွေကိုအများကြီးကြားဖို့ပြီးတော့ဒါတွေကိုပြန်လှန်ပြီးတော့စဉ်းစားဆင်ခြင်တတ်ရမယ်အဲ့ဒါဆိုရင်ဒေါသပြောင်းနိုင်တယ်အဲ့ဒါကိုလွှလို့ဆိုလိုတာဟုတ်ရဲ့လားဝင်လွှကြံတနာတဲ့ကြံရမယ်တဲ့ဘာကိုကြံရမှာလဲဆိုတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဘလို့မှဖြေမရအောင်မုန်းနေတဲ့ပုဂ္ဂိုလ်ရဲ့ကောင်းကွက်ကိုကြံစီရမယ်တဲ့ကောင်းကွက်ကိုရှာမေတ္တာကိုဟုတ်ရဲ့လားဘယ်လိုလူမျိုးမဆိုဘလောက်ဆိုးပါတယ်ပြောကောင်းတာလေးကတော့အနေနဲ့များကတော့ရှိတတ်တယ်ဒါကကိုကမုန်းလို့တခါတလေကောင်းတာကိုပါမျက်ွယ်ပြုတာကတော့တစ်မျိုးပေါ့လေဘာပဲပြောအဂတိမလိုက်စားပဲနဲ့ဖြောင်းမြောင်းသွားမယ်ဆိုရင်လူတယောက်မှာဆိုးတာတွေရှိတယ်လို့ကောင်းတာတွေကမရှိဘူးလားရှိတယ်အဲ့ဒီကောင်းတာတွေကိုကိုကတခါတည်းတွေးဆပြီးတော့ဩဒီနေရာမှာဆိုးတာဟိုနေရာမှာတော့ကောင်းတယ်ဟဲ့ကာယကံတာဆိုးတာဝစီကံတော့ကောင်းတယ်ဟဲ့ဝစီကံတာဆိုးတာစိတ်ထားကတော့ဖြောင်းရှာတယ်ဟဲ့အစရှိတဲ့ဖြင့်မကောင်းတာတွေကြီးကိုမစင်စားပဲနဲ့ကောင်းတာတွေကိုစဉ်းစားရမယ်အဲ့ဒါကိုကြံလို့ဆိုလို့လားဟုတ်လားဝင်လွှကြံဆိုတာကောင်းကွက်ကိုကြံစီရမယ်လို့ပြောတာသဘောပေါက်တယ်နော်ဦးဇင်းတို့နောက်ပိုင်းမှာအကျေပြောစရာလေးတွေကရှိနေလို့တစ်ခုကိုအများကြီးပြောဖို့အချိန်မရဘူးဟုတ်လားဝင်လွှကြံတနာတဲ့တနာဆိုတာကကောင်းကွက်ရှာကြည့်တယ်ဘယ်လိုမှကောင်းကွက်ကိုရှာလို့မရဘူးဆိုကြပါစို့တဲ့ဒါကတော့ရှာပါနော်ရှိကျင်လဲရှိမှာပေါ့လေဟုတ်ရဲ့လားကိုကသိမ့်မုန်းနေတာဆိုတော့တခါလေကောင်းကွက်ကရှားကိုမတွေ့တာလဲဖြစ်ကျင်လဲဖြစ်မှာပေါ့ဟုတ်လားအဲ့လိုမျိုးကောင်းကွက်ကိုရှားလို့မရတော့အောင်တော်တော်ကြီးကိုစိုးနေတဲ့ပုဂ္ဂိုလ်ဆိုရင်တော့တနာတဲ့စိတ်မွေးရမယ်တဲ့ဘယ်လိုတွေးတဲ့အတွေးနဲ့တနာရမှာလဲဆိုတော့မကြခင်ပဲဒီပုဂ္ဂိုလ်ဟာမကောင်းတဲ့ဘဝရောက်ပြီးတော့ဆင်းရဲဒုက္ခအကြီးအကျယ်တွေ့ရှာတော့မယ်ဟုတ်လားပြင်းထန်တဲ့ယာရုမှုကိုလွန်ကျူးထားတဲ့ပုဂ္ဂိုလ်ကိုမကြခင်မှာပဲထောင်တန်းကြပြီးတော့တသက်တွင်းကြပြီးတော့သို့မဟုတ်သေသားသေးသေးအပြစ်တွေကိုခံရတော့မဲ့ယာသူသားတယောက်ကိုမြင်တယ်လို့မျိုးပေါ့သူ့ရဲ့ယုံမှမှုရက်ဆက်မှုမကောင်းမှုကိုမစင်စားဘဲနဲ့အဲ့ဒီသူ့ရဲ့မကောင်းမှုကြောင့်ရရှိမဲ့အကျိုးတရားကိုလှမ်းစဉ်းစားပြီးတော့ကာလရှိလျားစွာဆင်းရဲရှာတော့မယ်ဆိုတာကိုတွေးလိုက်တယ်ဆိုရင်တ
နာတဲ့စိတ်ဖြစ်မလာပြီဘူးလားဖြစ်လာတယ်အဲ့ဒါကိုဆိုလို့လားအဲ့ဒီတနာတဲ့စိတ်ဖြစ်လာရင်ခုနတုန်းကဒေါသအာဃာတဆိုတာပျောက်မသွားဘူးလားပျောက်သွားတယ်ဗျဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့ဘယ်နှလုံးရှိသွားဘယ်နှမျိုးရှိသွားပြီတော့၄မျိုးရှိသွားပြီနော်17မျိုးပြောမှာနော်ဝင်လွှားကြံတနာကောင်းကွယ်ကိုကြံနေကြံလို့မရဘူးဆိုရင်သူ့ရဲ့မကောင်းတာတွေကြောင့်ဒုက္ခရောက်ရှာတော့မယ်လို့စဉ်းစားလိုက်တာတနာတာပေါ့နော်ဝင်လွှားကြံတနာဟောကြားကံစာဟောကြားဆိုတာကကိုပြန်ပြီးတော့တရားဟောရမယ်သိလားကိုပြန်တရားဟောရမယ်ဆိုတာကလည်းပဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေနဲ့အညီဟောရမှာပဲအဲ့ဒါကိုဦးဇင်းတို့ဝိသုဒ္ဓိမဲ့ကျမ်းထဲမှာဂါထာ10ဂါထာနဲ့ပြထားတယ်တော်တော်ကောင်းနေဗျအဲ့ဒါကြတော့ဦးဇင်းတို့အကျေပြောမှဖြစ်မှာဟုတ်လားဒီနေ့တရားကနည်းနည်းလေးရှည်ချင်းရှည်သွားမယ်သို့တော်ကိုယ့်ဘဝအတွက်တကယ်အသုံးချမယ်အသုံးတည့်မယ်တရားတစ်ခုလို့တန်ဖိုးထားပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့စိတ်ရှိလက်ရှိနာကြရမှာနော်အဲ့ဒါဦးဇင်းတို့ဒီမှာဆောင်းပုဒ်ကလေးကိုကူးလာတယ်ဆိုတော့ဘုရားကြီးကဂါထာတစ်ပုဒ်ကိုတပိုက်နဲ့စုံအောင်ရေးနိုင်တယ်အလွန်ချီးကျူးတယ်ဦးဇင်းကတော့စိတ်ထဲအံ့လဲအံ့ဩတယ်ဩကြီးလိုက်တဲ့ညံပေါ့ဟုတ်လားအဲ့ဒီ10ဂါထာနဲ့ကိုဟောမှာနော်စိတ်ပညာဆန်းဆန်းသဘောတရားတွေတောင်ပါတယ်လို့ဦးဇင်းစိတ်ထဲမှာခံစားရတယ်။ဘာရေးထားလဲဆိုတော့ကိုယ်စိတ်ကိုဖြက်ဒေါသမဲ့၍မျိုးပြက်မွေးတာပြန်ယုံမှနဲ့သူ့မှာလိုပြမိမိကပန်းအမှားလန်းလိုက်ကျွန်၌ကြံရဲခုတ်တလွဲပြက်တစ်ဖက်သက်မျိုးပြစ်ဆယ်မျိုးပွားတုံငါ၌တာတဲ့ဒီဆောင်ပုဒ်ကလေးကိုဖတ်သွားရင်တော့ဘာမှနားလည်မှာမဟုတ်ဘူး။ကွက်စာကိုဖတ်လိုက်ရတယ်လို့မျိုးပဟိလိစာကိုဖတ်လိုက်ရတယ်လို့မျိုးဖြစ်မှာပေါ့ဟုတ်လားအဲ့ဒါကိုသူကအသေးစိတ်ပြန်ပြီးတော့ရှင်းပြတာဆောင်ပုဒ်ဆိုတာကခေါင်းစဉ်အတူကျုပ်ကလေးတွေစိတ်ထဲမှာသိသိရလွယ်အောင်အုံနောက်ထဲမှာသိသိရလွယ်အောင်မှတ်သားရလွယ်အောင်ရေးပေးတာကိုဟုတ်ရဲ့လားကိုယ်စိတ်ကိုဖြက်တဲ့အဲ့ဒါဘာပြောတာတုံးဆိုတော့ငါမုန်းတဲ့ယံသူငါ့ကိုမုန်းတဲ့ယံသူဟာငါရဲ့ရုပ်ပိုင်းဆိုင်ရာကိုပဲဒုက္ခပေးနိုင်တာတကယ်တမ်းကတော့ငါရဲ့စိတ်ကိုထိလိုက်ပြီးတော့သူဒုက္ခမပေးနိုင်ဘူးကိုယ်စိတ်ကိုဒုက္ခပေးတာကိုယ်စိတ်ကိုဆင်းရဲသေးတာဟာအဲ့ဒီကိုယ်စိတ်ကမတွေးတတ်လို့မစဉ်းစားတတ်လို့မထားတတ်လို့သာတကယ်တမ်းကစဉ်းစားဆင်းရဲရတာတစုံတစ်ယောက်သောပုဂ္ဂိုလ်သည်တစုံတစ်ယောက်သောပုဂ္ဂိုလ်ကိုစိတ်ကိုဓာတ်ဆင်းရဲအောင်လုပ်လို့မရဘူးကိုကနေတတ်မယ်ဆိုရင် तू ဘလောက်ပဲစိတ်ဆင်းရဲအောင်လုပ်နေတယ်ကိုစိတ်မဆင်းရဲအောင်နေမယ်ဆိုနေလို့ဖြစ်တယ်ဆိုတာကိုပြောတာဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုဖျက်တာဟာသူများဖျက်တာမဟုတ်ဘူးကိုဖျက်တာအဲ့ဒါဒေါသဖြစ်ပြီဆိုလို့ရှိရင်ကိုယ်စိတ်ကိုကိုယ့်ဟာကိုဖျက်တာရန်သူကကိုယ့်ရဲ့စိတ်ကိုလာဖျက်လို့မရဘူးဆိုတာကိုနားလည်ပြီးတော့ကိုယ်စိတ်တူရတဲ့စိတ်ပြည့်ရတဲ့အခါမှာကိုကတမန်ငါရှံငါတွေးကြည့်ရင်သူကကိုယ့်ကိုဖျက်ဆီးလို့စိတ်တူအောင်လုပ်လို့ဟုတ်လားကိုယ်စိတ်ကြီးတူရတယ်ဆိုပြီးတော့ပိုးပြီးတော့စိတ်ကသူ့ကိုတိုးသွားတဲ့အပိုင်းနေမရှိဘူးလားအဲ့ဒီအချိန်မှာငါမနေတတ်မထိုင်တတ်လို့ငါမစဉ်းစားတတ်လို့မတွေးတတ်လို့ငါမထားတတ်လို့ငါစိတ်ဟာပျက်စီးရတာလို့နားလည်မယ်ဆိုရင်သူ့အပေါ်မှာသိပြီးတော့အပြစ်မဖို့တော့ဘူးတကယ်တမ်းကသူဟာငါ့ကိုရုပ်ပိုင်းဆိုင်ရာပဲနှောက်ယှက်နိုင်တယ်နှိပ်စက်နိုင်တယ်စိတ်ပိုင်းဆိုင်ရာကိုသူတကယ်တမ်းကမနှိပ်စက်နိုင်ဘူးကိုညံ့လို့သာလဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကထိခိုက်သွားရတာဒါကိုလက်ခံရလားအေးအဲ့ဒါကိုပြောတာနော်ကိုယ်စိတ်ကိုဖျက်နော်ကိုယ်စိတ်ကိုကိုယ့်ကိုဖျက်တာအဲ့ဒါကိုစဉ်းစားပြီးတော့ကိုယ်စိတ်ကိုမပျက်စီးအောင်လုပ်မယ်ဆိုရင်မရဘူးလားရတယ်ဒါကြိုးစားဖို့တော့အများကြီးလိုတယ်နော်ရနိုင်ခြေကတော့အပြည့်အဝမရှိဘူးလားရှိတယ်ကိုယ်စိတ်ကိုဖျက်ဒေါသမဲ့၍တဲ့ဒုတိယဒေါသမဲ့၍ဆိုတာကယဟန်တော်တွေကိုသူကဦးစားပေးပြီးတော့ပြောတာကိုဆွေတွေမျိုးတွေချစ်ခင်လှစွာသောအပေါင်းအသင်းတွေဆွေတွေမျိုးတွေကိုစွန့်ပြီးတော့ယဟန်ပြုနိုင်ပါလေခင်နဲ့ဒီအင်မတန်ဆိုးရတဲ့ဒုက္ခကိုဖြစ်စေတဲ့ဒေါသကိုဘာကြောင့်မစွန့်နိုင်ရသလဲဒီဒေါသမှာဘာမက်เสียရှိလို့ဒီဒေါသကိုခဏခဏထက်ခါဖြစ်စေနေရတာလေလို့ဆုံးမရတခါကြီးဒီမိုင်းများဖောပေါက်တယ်နော်ဒကာဓမ္မတို့ဦးဇင်းတို့ဒေါသကိုတိမ့်ထားတယ်ဒေါသကိုထပ်ပြီးတော့ဖြစ်စေတယ်ဒီဒေါသမှာဘာမက်เสียရှိလို့ထပ်ပြီးတော့ကိုယ်တန်တမှာဖြစ်စေတယ်လေလို့စဉ်းစားမယ်ဆိုရင်ငါတော်တော်မိုက်တာပဲဆိုတာပေါ်မလာဘူးလားပေါ်လာတယ်ပြောတာဒီသဘာဝကြတယ်နော်ဟုတ်လားအဲ့တော့ကိုယ်စိတ်ကိုကိုယ့်ကိုဖျက်ဆီးတယ်ဒါပထမအဓိပ္ပာယ်မဖျက်ဆီးနဲ့ပေါ့သူများဖျက်ဆီးလို့မရကိုယ်စိတ်ကိုဖျက်ဒေါသမဲ့၍အင်မတန်ဆိုးရတဲ့ဒီဒေါသကြီးကိုမက်မောမနေသင့်ဘူးတွေ့တာမနေသင့်ဘူးစွန့်လိုက်ပါတော့လားဒီပြင်တန်ဖိုးရှိတဲ့အရာတွေကိုတောင်စွန့်နိုင်နေတာဒီမကောင်းတဲ့အရာကြီးကိုဘာလို့သိမ့်ထားလဲဘာလို့ကိုယ်တန်တမှာလက်ခံထားလဲဆိုတဲ့အတွေးမျိုးနဲ့ဒီဒေါသကိုဘာလို့ရမလို့ဖယ်ရှားပြရမယ်စွန့်ပြရမယ်ဒါကိုပြောတာနော်ကိုယ်စိတ်ကိုဖျက်ဒေါသမဲ့၍မျိုးပြက်မွေးတာတဲ့အဲ့ဒီမျိုးပြက်မွေးတာဆိုတာကဘာပြောတာတုံးဆိုတော့
သူတော်ကောင်းတို့ရဲ့မျိုးစေ့ကိုဖျက်ဆီးတာဟာဒေါသပဲတဲ့ဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့သူတော်ကောင်းမျိုးစေ့ဆိုတာဘာကိုပြောတာတုံးဆိုတော့ဟိရိဩတ္တပတရား2ပါးကိုပြောတာအရှက်အကြောက်ပေါ့နော်မကောင်းတာလို့ရပြောရတွေးရမှာကိုရှက်တက်တဲ့သဘောမကောင်းတာလို့ရပြောရတွေးရမှာကိုဒါငါ့ကိုအန္တရာယ်ပေးမဲ့အရာလို့နားလည်ပြီးတော့ကြောက်တက်တဲ့သဘောအဲ့ဒါကိုဟိရိဩတ္တပလို့မခေါ်ဘူးလားအဲ့ဒီဟိရိဩတ္တပတရားနှလုံးတည်သူတော်ကောင်းတို့ရဲ့မျိုးစေ့တဲ့မျိုးစေ့ဆိုတော့ကြီးထွားလာမယ်ပေါ့ဗျာဆိုလိုတာကဥပမာတွေကအသေးသေးပြောရရင်အများကြီးကျေဝန်းမှာနော်အဲ့ဒီသူတော်ကောင်းတို့ရဲ့မျိုးကိုဖျက်ဆီးပြနိုင်တယ်တဲ့ဒီဒေါသကဟုတ်တာပေါ့စိတ်တို့လာပြီစိတ်ဆိုးလာပြီဆိုရင်အရှက်အကြောက်ကမရှိတော့ဘူးရှက်စရာတွေပြောခြင်းပြောတာပဲလှုပ်ခြင်းလှုပ်တာပဲပြီးမှရှက်တာကတက္ကနာပေါ့လေဟုတ်လားကြောက်စရာကောင်းတာတွေကိုလှုပ်မိပြုံးမိတာမျိုးမရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒေါသဖြစ်ရတာဟာသူတော်ကောင်းရဲ့မျိုးကိုဖျက်ဆီးတဲ့အရာအဲ့ဒီမျိုးပြက်ကိုဘာပြုလို့မွေးထားမလဲလို့ပြောတာကိုစဉ်းစားတာနော်သူတော်ကောင်းမျိုးကိုဖျက်ဆီးမဲ့အင်မတန်ဆိုးတဲ့ဒေါသကိုမွေးမြူမထားသင့်ဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်ရဲ့လားအေးကိုယ်စိတ်ကိုဖျက်ဒေါသမဲ့၍မျိုးပြက်မွေးတာပြိုင်ရုံမှနဲ့သူ့မှာလိုပြည့်တယ်ဟောကိုကဒေါသတွေဖြစ်ပြီးတော့မုန်းပြီးတော့စိတ်တွေတိုးပြီးတော့ဆင်းရဲပင်ပန်းနေပြီဆိုရင်ကိုမုန်းတဲ့ပုဂ္ဂိုလ်ကအလိုတွေပြည့်ကုန်ပြီတဲ့ဘာဖြစ်လို့လဲဆိုတော့တခါတလေမှာသူကကိုစိတ်တိုးအောင်ကိုပြောတာသူစိတ်တိုးအောင်ပြောလို့ကိုကစိတ်တိုးလိုက်ပြီဆိုလို့ရှိရင်သူ့စိတ်တိုင်းကျသွားပြီသူ့အလိုကိုကဖြည့်နေတာဘလောက်နစ်နာတယ်လဲဆိုတာစဉ်းစားကြည့်နော်ဟုတ်ရဲ့လားအဲ့ဒါလို့စဉ်းစားတာသူကနော်သူ့မှာလိုပြည့်မိမိကပန်းတဲ့ဟောမိမိကပန်းဆိုတာဘာပြောတာလဲဆိုတော့တခါတလေကိုမုန်းတဲ့လူရဲ့အကြောင်းကိုတွေးပြီးတော့တခါလေးချွေးတွေပါပြန်လာတော့ရှိတယ်စိတ်တွေပါတိုးပြီးတော့လေတခါတည်းဘယ်နဲ့ညနဲ့ပြုတ်ပြလိုက်မယ်လှုပ်ပြလိုက်မယ်တခါတည်းစဉ်းစားပြီးတော့မုန်းပြီးတော့ဒေါသတွေဖြစ်ပြီးတော့တယောက်တည်းရှုပ်နေတာနော်အဲ့ဒီအချိန်မှာကိုမုန်းတဲ့လူကကောင်းကောင်းအိပ်ပျော်ခြင်းလဲအိပ်ပျော်နေမယ်တစုံတယောက်သောပုဂ္ဂိုလ်တွေနဲ့ရေကမောကနဲ့ချမ်းချမ်းသာသာဖြစ်ခြင်းလဲဖြစ်နေမယ်ကို့မှာတော့မဖြစ်နေတော့ပင်ပန်းနေတယ်တခါလေစဉ်းစားကြည့်အဲ့ဒီကိစ္စကလည်းတော်တော်တန်ဝေကရတဲ့အကောင်းတဲ့ကိစ္စကိုကဒေါသတွေနဲ့မုန်းပြီးတော့တခါတည်းစိတ်တွေပင်ပန်းပြီးတော့နေတာကိုမုန်းတဲ့လူကဟေးလာဝါလေးနဲ့သူချမ်းသာပြီးတော့နေခြင်းနေမယ်ကိုယ်သာလျင်ဘလောက်ဆင်းရဲရတယ်လဲဆိုတာအဖြစ်မပေါ်ဘူးလားဒါကြောင့်ကိုကတခါတလေရန်ညိုးတွေနဲ့မုန်းနေရင်သူကိုဖြစ်သေးခြင်းနဲ့အတိုင်းမကောင်းတာတွေကဖြစ်ခြင်းမှဖြစ်မယ်သေချာတာကတော့ဒေါသဖြစ်တဲ့အတွက်ကြောင့်ကို့မှာပင်ပန်းပြီးတော့ဆင်းရဲနေတာကတော့မသေချာဘူးလားသေချာတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်ရဲ့လားအေးသူ့မှာလိုပြည့်မိကပန်းကိုကြတော့ပင်ပန်းတယ်ဒေါသဖြစ်ရတာသူကတော့ပြောရင်လည်းပြောနေမယ်ချမ်းသာခြင်းလည်းချမ်းသာနေမယ်ပေါ့ဟုတ်ရဲ့လားပြီးတော့ဗာပြောလို့ဆိုအမှားလန်းလိုက်တယ်အမှားလန်းလိုက်ဆိုတာကကိုယ့်ရဲ့ရန်သူရုပ်မာတဲ့လူကိုမုန်းတဲ့လူဒေါသတွေဖြစ်လို့ကိုကလည်းပြန်ပြီးတော့ဒေါသဖြစ်ရတဲ့အနေအထားကိုအဲ့တော့ဒေါသဖြစ်လို့ကိုကဒေါသဖြစ်ရတယ်ဆိုရင်သူဒေါသဖြစ်တာဟာမကောင်းတဲ့စိတ်သက်ဖြစ်ပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်ရဲ့အကျိုးပေးတွေကိုရမဲ့အင်မတန်ဆိုးရတဲ့လမ်းကိုသူရှောက်နေတာပိဋိတဲ့ပြောရင်ဒေါသဖြစ်တယ်ဆိုတာငရဲလမ်းဖော်နေတာပဲတကယ်တမ်းကတော့အဲ့ဒါကိုကပြိုင်ပြီးတော့ဒေါသဖြစ်မယ်ဆိုရင်လမ်းမှားတဲ့လူရဲ့နောက်ကိုကထပ်ပြီးတော့လိုက်နေတာသဘောပေါက်တယ်မဟုတ်လား तू လမ်းမှားနေတယ်ဆိုတာကိုသိပါလေနဲ့ तू မကောင်းဘူးဆိုတာကိုသိပါလေနဲ့ကိုကလည်းထပ်ပြီးတော့မကောင်းလိုက်တဲ့အခါကျတော့မှားတဲ့လူရဲ့လမ်းစဉ်ကိုပဲကိုကဘာဖြစ်နေတော့လိုက်ရမရောက်ဘူးလားရောက်နေတယ်အဲ့ဒါကိုပြောတာဒါကြောင့်ဒေါသဖြစ်ရတာလမ်းမှားကိုလိုက်နေတာလမ်းမှားလိုက်တာကတက်တေတာရကမရှိလို့လိုက်တာမဟုတ်ဘူးဒီလမ်းမှားကြီးလိုက်ပြီးတော့ဆင်းရဲနေတာကိုမြင်ပါနဲ့ကဲနဲ့ကိုကတခါလဲဒေါသဖြစ်ပြီးတော့ကိုလည်းလမ်းမှားလိုက်ပြီးတော့ဆင်းရဲတာဒါမျိုးစဉ်းစားပြီးတော့ဒေါသကိုဖယ်ဖြောက်ရမယ်လို့ပြောတာဟုတ်ရလားအေးအမှားလန်းလိုက်ကျွန်၌ကြံရဲတဲ့ဒါလေးကနည်းနည်းလေးရှင်းပြမှနားလည်မယ်ကျွန်၌ကြံရဲဆိုတာကဘာပြောတာတုံးဆိုတော့ဆိုကြပါစို့ကိုမုန်းတဲ့လူကိုဒေါသဖြစ်တဲ့လူကိုကပြန်ပြီးတော့မုန်းတာဒေါသဖြစ်တာပါပဲများသောအားဖြင့်အဲ့ဒီလိုဖြစ်တဲ့ကိစ္စမှာကိုမုန်းတဲ့လူတဲ့လူဟာဘာကြောင့်ကိုမုန်းတယ်လဲဘာကြောင့်ကိုဒေါသဖြစ်တယ်လဲကိုမှ तू မုန်းတယ်ရကို तू ဒေါသဖြစ်เสียအပြစ်တစ်ခုရှိလို့အဲ့ဒီအပြစ်ကိုလက်ဆုပ်လက်ကင်ပြုတ်ပြီးတော့အဲ့ဒီလူကကိုမုန်းတာပြီးတယ်ကိုက6ပြစ်กินတလဲစဉ်စင်ကြယ်တန့်ရှင်းတယ်မုန်းเสียမကောင်းဘူးဆိုရင်အဲ့ဒီလူကမုန်းမလားမုန်းဘူးအဲ့တော့တစ်ဖက်လူကကိုဒေါသတွေဖြစ်တယ်မုန်းတယ်ဆိုတာအရင်စစ်လိုက်လို့ရှိရင်ကိုမှ तू မုန်းတယ်ရအပြစ်ရှိနေလို့ तू မုန်းတာ
ဒါမကွယ်မဝဲနားလည်ဖို့လိုတယ်နော်အဲ့ဒီနေရာမှာစဉ်းစားရမယ်ဒီလူဟာငါရဲ့အပြစ်ကိုလက်ဆုပ်လက်ကင်ပြုတ်ပြီးတော့ तू မုန်းရှာတာတကယ်တမ်းကတော့ငါအပြစ်ခိုင်းတဲ့အတိုင်းလုပ်ရတဲ့ငါအပြစ်ရဲ့ကျွန်တယောက်ပဲတဲ့ပြောပုံကလေးနော်ကို့အပြစ်ကကိုင်းမင်းမုန်းလိုက်ဆိုလို့သူခမညာကို့ကိုဘာလုပ်ရတာတော့မုန်းရတာဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာကို့အပြစ်ရဲ့ကျွန်အဲ့ဒီတော့ကျွန်ကိုသွားပြီးတော့တိုက်ခိုက်မနေနဲ့မူရင်းကိုတိုက်ခိုက်ဆိုလိုတာကကို့မှာသာလင် तू မုန်းနဲ့အထောက်ထားပြုတ်ပြီးတော့မုန်းနေတဲ့အဲ့ဒီအပြစ်မျိုးမရှိအောင်သာလုပ်လိုက်အဲ့ဒါဆို तू မုန်းเสียအကြောင်းမရှိတော့ဒါကြောင့်ကျွန်ကိုမတိုက်ခိုက်နဲ့ तू အားကိုအားရာပြုတ်ပြီးတော့မုန်းနေတဲ့ကိုယ့်ရဲ့အပြစ်ကိုသာလင်မရှိအောင်လုပ်လိုက်သဘောပေါက်လားသဘောပေါက်မယ်ထင်ပါတယ်နော်တခါကြီးမိုင်များဟုတ်ရဲ့လားဒါကြောင့် तू ဘာကြောင့်မုန်းတယ်လဲငါမှအပြစ်ရှိလို့မုန်းတယ်ငါအပြစ်ခိုင်းတဲ့အတိုင်း तू မုန်းရရှာတယ်တကယ်တမ်းကတော့ तू ဟာငါအပြစ်ရဲ့ကြေးကျွန်ဒါကြောင့်ကျွန်ကိုငါသိပ်ပြီးတော့ဂယုမဆိုင်ဘူး तू အားကိုအားရာပြုတ်နေတဲ့ငါရဲ့အပြစ်ကိုသာလင်ငါမရှိအောင်လုပ်လိုက်မယ်အဲ့ဒါဆိုရင် तू မုန်းเสียအကြောင်းမရှိတော့ဘူးကောင်းအောင်နေလိုက်လို့ရှိရင် तू ကိုမုန်းလို့ရသေးသလားမရတော့ဘူးဒါကြောင့်ကျွန်မှာသိပ်ပြီးတော့မစင်စားနဲ့မူရင်းကိုပဲပယ်ဖြောင်းနိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကျွန်၌ကြံရဲဆိုတာဒါကိုပြောတာဟုတ်ရဲ့လားပြီးတော့ဘာပြောတုံဆိုတော့ခုတ်တလွဲပြက်ခုတ်ရတစ်ပါးရှာရတစ်ပါးဆိုတာကြားဘူးတယ်မို့လားအဲ့ဒါဘာပြောတာတုံဆိုတော့ခုတ်တလွဲပြက်ဆိုတာကိုမုန်းတဲ့လူဆိုကြပါစို့ကိုမုန်းတဲ့လူကကိုကိုမနေ့တုန်းကဘလို့ညာလို့ပြောလိုက်လို့ဓမ္မမို့အရင်တုန်းကဘာတွေညာတွေလုပ်ခဲ့လို့ကိုပေါ်မှာဆိုးဆိုးဝါးဝါရုပ်မာမကောင်းတရားလုပ်ခဲ့ပြောခဲ့လို့ကိုမုန်းရတာအဲ့ဒီတော့ကိုမုန်းနေတဲ့အချိန်မှာကိုမကောင်းတာတွေလုပ်ခဲ့တဲ့ရုပ်တွေနာမ်တွေကမရှိတော့ဘူးတဲ့အခု तू ဖြစ်နေတာကရုပ်အသစ်နာမ်အသစ်နဲ့ဖြစ်နေတာဒါကတော့ तू ကဝိပဿနာဉာဏ်ကိုတော်တော်ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေမှနားလည်လက်ခံသဘောပေါက်ဖို့ရှင်းလိမ့်မယ်သိရလားဆိုလိုတာကအခုလောလောဆယ်သူ့ရဲ့ရုပ်နာမ်ဒီကိုစော်ကားခဲ့တဲ့ရုပ်နာမ်မဟုတ်တော့ဘူးလို့ပြောတာဒါကြောင့်အခုချိန်မှာသူ့ကိုသွားမုန်းနေလို့ရှိရင်ဆံကိုမမိဖွဲကိုမိတဲ့ခုတ်ရတစ်ပါးရှရတစ်ပါးခုတ်တလွဲပြက်ဆိုတာအဲ့ဒါကိုပြောတာသဘောပေါက်ရဲ့လားဆိုကြပါစို့စောတော်တုန်းကမှကိုဆဲလိုက်တယ်အခုမုန်းမယ်ဆိုရင်ဆဲတဲ့လူကိုမုန်းရမရောက်တော့ဘူးဒါပေမဲ့ဒါကပထမစကားပြောနေတာနော်တကယ်ကြီးမှများဒီလူကတော့ဒီလူပေါ့သို့တော့ယုတ်တနန္တအရာပြောမယ်ဆိုလို့ရှိရင်ကိုစောတော်တုန်းကဆဲခဲ့တဲ့ယုတ်တနန္တတွေဟာအကုန်ချုပ်ငိမ့်သွားပြီမို့လားနောက်ထပ်သူကအသစ်တော့ယုံနာနဲ့ဆက်ပြီးတော့အသက်ရှင်တယ်လို့ပြောလို့မရဘူးလားရတယ်အဲ့တော့ကိုမုန်းနေတဲ့ယုံနာဟာကိုစော်ကားတဲ့ယုံနာမဟုတ်တော့ဘူးတဲ့ဒီအချက်ကတော့ပိဿပေါင်းသူတော်ကောင်းတို့သဘောကျဖို့အတွက်ဉာဏ်ကြီးဖို့တော့လိုမယ်ပေါ့ဟုတ်ရဲ့လားအဲ့ဒါကိုစတော်ကြီးကခုတ်တလွဲပြက်လို့အတာကလေးအနှစ်ထုတ်ထားတာဟုတ်ရဲ့လားနားလေတယ်နော်ဒါကြောင့်ငါမုန်းနေတာဟာငါကိုစော်ကားခဲ့တဲ့ယုံနာနေမဟုတ်တော့ဘူးလို့အဲ့ဒီတစ်ချက်စဉ်းစားပြီးတော့လည်းပဲဒေါသကိုဖြောင်းနိုင်အောင်ကြိုးစားရမယ်နောက်တစ်ချက်ဘာပြောတုံဆိုတော့တစ်ဖက်သက်ညိုးတဲ့တစ်ဖက်သက်မညိုးပါနဲ့တဲ့ဒီအချက်လေးကတော့ဦးဇင်းကအလွန်ပြောခြင်းတယ်ဘာဖြစ်လို့လဲဆိုကြပါစို့စိတ်တို့ရတယ်မုန်းရတယ်ဒေါသတွေဖြစ်ရတယ်ဆိုတာဒကာဓမ္မတို့ဦးဇင်းတို့ကတခါလေးစဉ်းစားတာတင်းညောင်းငါစိတ်တို့ရတာအဲ့လိုတွေးလေမုန်းလေပဲဟုတ်ရဲ့လားအဲ့လိုတွေးလေဒေါသတွေဖြစ်လေပဲအဲ့တော့ဘယ်လိုစဉ်းစားရမလဲဆိုတော့တမာတမတ်ကြစဉ်းစားရမယ်သဘာဝကြစဉ်းစားရမယ်တစ်ဖက်သက်ကြီးမပြောပါနဲ့ကို့မှာလဲတာဝန်မကင်းပါဘူးတဲ့ဟုတ်လားမိကကြောင့်နဲ့မိကနဲ့ခတ်ကြတဲ့အခါမှာမီးဆိုတာပွင့်လာတယ်တခုတည်းနဲ့မီးဆိုတာမဖြစ်ဘူးဟုတ်ရဲ့လားအဲ့ဒီတော့ဆိုကြပါစို့ကိုသူကမဟုတ်တာလုပ်လို့နှိမ့်ဆက်လို့ဟုတ်လားညှင်းဆဲလို့သို့မဟုတ်မကောင်းတရားပြုလို့ကိုဒေါသဖြစ်တယ်ဆိုရင်ကိုဆိုတဲ့ဒီကိုကြီးရှိနေလို့သူကကိုမကောင်းတာလုပ်လို့ဖြစ်တာကိုသဘောပေါက်ရလားဒီအချက်ကိုတကယ်လို့သာကိုဆိုတာမရှိရင် तू ကကိုမကောင်းတာလုပ်လို့ရမလားအဲ့တော့ဒီမှာ तू မကောင်းတာလုပ်လို့ကိုစိတ်တို့ရတယ်ဆိုတဲ့ကိစ္စမှာ तू တယောက်တည်းသာရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စဖြစ်เสียအကြောင်းမရှိဘူးလို့ဆိုလိုတာအဲ့တော့ဆိုလိုတာကလောကကြီးမှာဘယ်အရာမျိုးမဆိုကိုယ့်ရဲ့ပါဝင်ပတ်သက်မှုဟာရှိနေတယ်ဒါကအလွန်ဆုံးပါဝင်ပတ်သက်မှုဘယ်လိုမှမကင်းနိုင်တဲ့ပါဝင်ပတ်သက်မှုပေါ့တခါတလေဓာတ်တဲ့အများကြီးပါဝင်ပတ်သက်ပါတယ်စိတ်တို့စရာကိစ္စတွေမှာကိုကသွားပြီးတော့ပြောမိတာမျိုးကိုကသွားပြီးတော့လုံမိတာမျိုးဟုတ်လားကိုကသွားပြီးတော့စွတ်ဖက်မိတာမျိုးအဲ့ဒီမှာဟိုကပြန်ပြောလိုက်တာမျိုးအဲ့ဒီမှာကိုနဲ့သူနဲ့နှစ်ဦးသားပေါင်းမိပြီးတော့စိတ်တို့စရာကိစ္စတွေဟာဖြစ်လာတာဒါကြောင့်ဒီစိတ်တို့ရတဲ့ကိစ္စကြီးမှာသူ့တယောက်တည်းကိုသာတစ်ဖက်ကိုသာကွက်ပြီးတော့မုန်းမယ်ဆိုရင်ဒါတစ်ဖက်သက်ဆန်းတယ်လို့ဒါကိုပြောတာအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့ဒီနေရာမှာဟိုဦးဇင်းတို့ဥဒ္ဒံပါဠိတော်မှာလာတဲ့စကားလေးနဲ့နည်းနည်းတွဲပြီးတော့နားလည်ဖို့လိုမယ်လောကကြီးမှာ
ဆင်းရဲတာတွေအဆင်မပြေတာတွေဒုက္ခတွေတွေ့လာလို့ရှိရင်သူ့ကြောင့်ကိုယ့်ကြောင့်ဆိုတဲ့အတွေးတွေထက်ဒီခန္ဓာကြီးရှိနေလို့ဒုက္ခဆိုတာဖြစ်ရတာကိုလို့အဲ့ဒီအခြေခံကြတဲ့အဓိကချက်ကိုစဉ်းစားမိဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဟောထားတာရှိတယ်ဟုတ်ရဲ့လားအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့တစ်ဖက်သက်တည်းစဉ်းစားမယ်ဆိုရင်တော့ဘာဖြစ်လာမလို့ဒေါသတွေဖြစ်လာလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ငါမှလည်းတာဝန်မကင်းဘူးဆိုတာကိုအမှန်တိုင်းနားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါဟောကြားဆိုတာအဲ့ဒီတရား10ပုဒ်နဲ့ကိုယ့်ကိုယ်ကိုဟောရမယ်ဟုတ်ရဲ့လားပြန်ပြောမယ်နော်ကိုယ်စိတ်ကိုဖြက်ဒေါသမဲ့၍မျိုးပြက်မွေးတာပြန်ယုံမှနှင့်သူ့မှာလိုပြမိမိကပအမှားလန်းလိုက်ကျွန်၌ကြံရဲခုတ်တလွဲပြက်တစ်ဖက်သက်ညိုပြစ်10မျိုးပွားတုံငါ၌တာတဲ့ဒေါသဖြစ်လာရင်အဲ့ဒီအပြစ်10မျိုးသာလည်းငါမှပွားလာတယ်ဒါကြောင့်ဒီဒေါသကိုငါမဖြစ်အောင်ကြိုးစားမယ်လို့စဉ်းစားပါတဲ့ထပ်မပြောတော့ဘူးနော်တခါကြီးမိုင်းများအဲ့တော့ဦးဇင်းတို့မူရင်းဆောင်ပုဒ်ကိုသွားကြရအောင်ဘယ်နှခုပြီးသွားပြီတော့ဝင်လွှတ်ကြံတနာဟောကြားဒီရောက်သွားပြီနော်ဟောကြားပြီးတော့ပေါင်းစောကံစားကံဆိုတာဘာပြောတာတုံးဆိုတော့သဗ္ဗေတ္တကမ္မတက္ကဆိုတဲ့အချက်ကိုပေပေနေနေစဉ်းစားရမည်တဲ့ဒေါသဖြစ်လာတဲ့အခါမှာဒေါသဖြစ်လာလို့ရှိရင်အကြောင်းရှိတယ်အဲ့ဒီလူအဲ့လိုလုပ်လို့အဲ့ဒီလူအဲ့လိုပြောလို့ဟောပိဋကရဲ့သူ့ရဲ့အလုတ်အပြောအဲ့ဒီလူငါ့ကိုအဲ့လိုထင်လို့ဟောသူ့ရဲ့အတွေးကိုပါစိတ်တူတာနော်အေးအဲ့တော့အဲ့ဒီသူ့ရဲ့ကာယကံဝစီကံမနောကံကြောင့်ကိုယ်စိတ်တူတယ်ဆိုကြပါစို့ဟုတ်လားအဲ့တော့စဉ်းစားကြည့်ပါအဲ့ဒီပုဂ္ဂိုလ်ရဲ့ကာယကံဝစီကံမနောကံဆိုတဲ့ကံဒီကိုယ့်ကိုလားအကျိုးပေးမှာလားသူ့ကိုအကျိုးပေးမှာလားသူ့ကိုအကျိုးပေးမှာဟုတ်တယ်နော်ကိုယ်စိတ်တူပြီဆိုမှစိတ်တူတာကြီးကကိုယ်တန်တန်ဖြစ်ပြီးတော့ကိုယ်ကံဖြစ်ပြီးတော့အဲ့ဒီကျမှကိုယ့်ကိုအကျိုးပေးမှာအဲ့ဒီအခြေအနေမှာကွယ်ကွယ်ပြားပြားစဉ်းစားတတ်ရမယ်နားလည်ရမယ်တတ္တဝါတွေဟာကိုပြုတဲ့အတိုင်းဖြစ်ကြတာသူမကောင်းတာကြီးကိုဘာဖြစ်လို့ငါကဂျားကနေစိတ်တူပြီးတော့ငါအတွက်မကောင်းတဲ့ကံကြီးဖြစ်အောင်ဖန်တီးမလဲသူမကောင်းတဲ့ကံသူ့ဟာသူရှိပါစေတော့ငါလည်းပဲအဲ့ဒီမကောင်းတဲ့ကံကြီးသူ့ကိုမဖြစ်အောင်လည်းမလုပ်နိုင်ဘူးအဲ့တော့ဖြစ်နေတာလဲထပ်ပြီးတော့ကိုကမကောင်းတဲ့ကံကြီးကိုယ်တန်တာမှာမဖြစ်ဖို့ကြိုးစားဖို့မလိုဘူးလားလိုတယ်အဲ့တော့တတ္တဝါတွေဟာကိုယ်ကံနဲ့ကိုယ်ဖြစ်ကြတာဆိုလိုတာကသူ့ရဲ့ကာယကံဝစီကံမနောကံသည်သူ့ကိုပဲအကျိုးပေးမှလို့စဉ်းစားလိုက်ချင်းဒီပင်ကိုယ့်ရဲ့ဒေါသကိုပြပြောက်ရပြပြောက်ကြောင်းပဲတကယ်တမ်းကတော့သူ့ရဲ့ကာယကံဝစီကံမနောကံသည်ကိုယ့်ကိုဘာမှလာမထိခိုက်စေဘူးဆိုတဲ့အဓိပ္ပာယ်ကိုမသက်ရောက်ဘူးလားထိရောက်သွားတာကကိုယ့်ရဲ့အတွေးမှားကြောင့်ထိရောက်သွားတာအတွေးမှားသွားပြီဆိုတော့သူ့ရဲ့ကာယကံဝစီကံမနောကံကအကြောင်းတရားတည်းအနေနဲ့ကိုယ့်ကိုနှိမ့်ဆက်နိုင်တယ်နော်ဟုတ်တယ်မဟုတ်လားအေးကိုကကောင်းကောင်းလေးစဉ်းစားတတ်မယ်တွေးတတ်မယ်ဆိုရင်ဟော तू ပြောတာသူ့ကံပေါ့ तू လှုပ်တာသူ့ကံပေါ့ तू တွေးတာသူ့ကံပေါ့ဘာကိစ္စနဲ့ငါကဝင်ပြီးတော့ဆွတ်နေသင့်တယ်လေလို့အဲ့ဒီလိုကံကိုစဉ်းစားရမှာသူ့ကံကိုလည်းစဉ်းစားဖို့လိုသလို तू စိတ်တူစရာလှုပ်လို့ငါစိတ်တူလိုက်ပြီဆိုတာနဲ့တပြိုင်နက်တည်းငါမှမကောင်းကျိုးပေးမဲ့ကံတွေဖြစ်သွားပြီဆိုတာလည်းစဉ်းစားဖို့မလိုဘူးလားအဲ့ဒါဆိုရင်ကို့မှလည်းမကောင်းကျိုးပေးတော့မယ်ဆိုတာကိုနားလည်သွားတော့နည်းနည်းတော့လန့်သွားတဲ့သဘောဖြစ်ပြီးတော့စိတ်တူဖို့တော့တွန့်သွားမဲ့သဘောမရှိပြီဘူးလားရှိတယ်နောက်ပြီးတော့ तू မကောင်းတဲ့ကံဟာသူ့ကိုအကျိုးပေးမှာဆိုတော့နည်းနည်းတော့စိတ်ထဲမှာဒေါသဖြစ်เสียအကြောင်းပါသွားတာဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါကိုဆိုလို့လားဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့အကျေတဝက်ကိုယ့်ကိုယ်တော့စဉ်းစားတတ်ဖို့လိုတယ်နော်ကံနဲ့ပတ်သက်ပြီးတော့တတ္တဝါတိုင်းတတ္တဝါဟန်ကိုပြုထားတဲ့ကံကိုပဲသိမ့်ပိုက်ကြရတာကိုစိုက်ပြိုးထားတဲ့အပင်ကိုပဲရိတ်သိမ်းကြရတာဒါလူတိုင်းနားလည်ပါတယ်ဟုတ်ရဲ့လားနားလည်ပါလှဲ့ကင်နဲ့မတွေးမိတော့လည်းပဲအသုံးမချတတ်တယ်လို့ဖြစ်နေတာပေါ့တကယ်တမ်းကတော့အဲ့ဒီတစ်ချက်နဲ့ကိုပဲတော်တော်ကြီးအဆင်ပြေအောင်နေလို့ရတယ်ဘဝမှာစိတ်တူတရားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့လေဟုတ်ရဲ့လားအေးအဲ့တော့ကံနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒီလောက်ပဲပြောမယ်နော်ဒီလောက်ဆိုရင်ပိဋကတို့စဉ်းစားတတ်တယ်ဟုတ်ရဲ့လားအေးဝင်လွှတ်ကြံတနာဟောကြားကံစားဆိုတာကဘာပြောတာလဲဆိုတော့ဒီခံခြင်းတရားနဲ့ပတ်သက်ပြီးတော့ဟောကြားထားတဲ့ဇတ်တော်တွေကိုစဉ်းစားပါတဲ့ဆိုလိုတာကလူငယ်တွေနားလည်အောင်ပြောရရင်တော့ဒီခံနိုင်စွမ်းရှိကြတဲ့ပုဂ္ဂိုလ်တွေရဲ့အထုပ္ပတ္တိပေါ့နော်ဒီခံနိုင်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းပုဂ္ဂိုလ်မြတ်တွေရဲ့အကြောင်းကိုစဉ်းစားကြည့်ဩသူတို့မြန်တော်လိုက်တာဟောသူတို့မြန်တော်လိုက်တာဆိုရင်ငါလည်းတော်ခြင်းတယ်ဆိုတာလေးကနောက်ကအသာလေးတော့ကပ်ပြီးတော့ပါမလာဘူးလားပါလာတယ်နော်အားကြတဲ့စိတ်ဆိုတာလူတိုင်းမှာရှိတယ်လူတွေမှာအင်မတန်မြင်လို့စရာကောင်းတယ်အဲ့ဒီအချက်လူတိုင်းမှာရှိတယ်ကောင်းတဲ့လူအကြောင်းကိုစဉ်းစားလိုက်ရင်ကောင်းကျင်တဲ့စိတ်ကလေးကတော့အနည်းနဲ့မြန်ဖြစ်လာတာပဲပိဋကရေရုပ်စွာဆုံးကလေးတွေဘူဒီယိုဇလန်းပါညာကြည့်ပြီဆိုရင်ဘယ်သူမှလူချမ်းမဖြစ်ချင်ပါဘူးဇက်လိုက်ပဲဖြစ်ချင်ပါပါဟုတ်ရဲ့လားစဉ်းစားကြည့်နော်အဲ့ဒီစိတ်ကလေးတွေချစ်စရာမကောင်းဘူးလား
ကောင်းတယ်အဲ့တော့ဘာလို့ဖို့လို့တော့ဆိုတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုအများကြီးနားလည်ဖို့ကြားဖို့ထားဖို့လို့တယ်အထူးသဖြင့်တော့ဒီနေရာမှာဦးဇင်းတို့ဒေါသပယ်ဖို့ပြောနေတာဆိုတော့သီးခံနိုင်စွမ်းကြတဲ့ပုဂ္ဂိုလ်တွေမေတ္တာထားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုအများကြီးကြားဖို့ထားမယ်ဆိုရင်သူတို့တောင်အဲ့လိုဖြစ်အောင်လုပ်ကြသေးတာငါတို့နည်းနည်းလေးဖြစ်မှီအောင်လိုက်မယ်အဲ့လိုဆိုရင်မကောင်းဘူးလားဒါကြောင့်ဦးဇင်းတို့အဲ့ဒီဝိသုဒ္ဓိမတ်ထဲမှာတော့ဦးဇင်းတို့ခန္တီဝါဒီယတိရဲ့အကြောင်းတွေကိုပြောထားတယ်ဒါတွေစဉ်းစားဖို့ပေါ့လေဓမ္မပါဠဇတ်ကိုညွှန်ပြထားတယ်ဒီဇတ်လန်းတွေတပိတ်တို့သိတယ်နော်ဓမ္မပါဠဆိုတာကဦးဇင်းတို့မင်းသားပေါက်စလေးကိုသူ့ရဲ့အဖေဒေဝရလောင်းကလက်ဖြတ်တယ်ခြေဖြတ်တယ်ကြားဘူးပါတယ်ဖြူစတော်ဘုရားကြီးတောင်ဟောထားတာရှိတယ်လေသွေးနဲ့ရေးတဲ့သာသနာဆိုလားဟုတ်လားအဲ့ဒီဓမ္မပါဠဇတ်ခန္တီဝါဒီဇတ်ကတော့ပိတ်တို့အလုံးသိကြတယ်ပြီးတော့ဦးဇင်းတို့မဟာကပိဇတ်တို့သုလနာဂဇတ်တို့တိလဝဇတ်တို့ဆိုတာအဲ့မှာပြထားတာရှိတယ်အဲ့ဒီမှာဦးဇင်းတို့စိတ်ထဲမှာတော်တော်ထိခိုက်ရတာကမဟာကပိဇတ်ဆိုရင်တော်တော်ကိုကောင်းတယ်မဟာကပိဆိုတော့မြောက်မင်းပေါ့ပိဿတို့ကြားဘူးပါလေနွားပြောက်ရှာတဲ့ပုံနာတောထဲမှာနော်ကြောက်ထဲကြတော့ဘုရားလောင်းကကဲတာလေကြားဘူးတယ်မဟုတ်လားကဲတဲ့နေရာမှာတော့ရိုးရိုးကဲတာမဟုတ်ဒီကြောက်ထဲကိုခုန်ချပြီးတော့ဒီယောက်ျားကိုကြောပေါ်ပိုးပြီးတော့အပေါ်ကိုပြန်ခုန်တက်မှာအဲ့ဒါရုတ်တရက်သူအဲ့လိုမလုပ်သေးဘူးအဲ့ဒီယောက်ျားရဲ့အလေးချိန်နဲ့ညီတဲ့ကြောက်ခဲကြီးကိုပိုးပြီးတော့အရင်ခုန်ကြည့်သေးတယ်နော်ကဲတဲ့နေရာမှာပညာပါတယ်နော်ရုတ်တရက်သူ့ကိုတင်ပြီးတော့ခုံလိုက်လို့ရှိရင်မနိုင်ရင်နှစ်ဦးလုံးဒုက္ခရောက်မှာသူကဟုတ်လားအဲ့လိုစမ်းပြီးတော့မှကဲတာအဲ့ဒါသူ့မှာကြောက်ခဲကြီးလဲတည်ရတယ်ဒီယောက်ျားကိုလည်းကဲရတယ်ဆိုတော့တော်တော်မောတော့အပေါ်ရောက်တော့သူကမြောက်ရဲ့လူရဲ့ပေါင်ပေါ်မှာခေါင်းအောင်ပြီးတော့အိတ်တာအဲ့ဒီမှာနွားပြောက်တဲ့ယောက်ျားကနွားကလည်းရှာမတွေ့အိမ်ပြန်ရင်တော့ဘာမှလည်းမျက်နှာဗမ်းမလားဖြစ်တော့မေးအဲ့တော့ဒီမြောက်ရဲ့ခေါင်းကိုဒီနားမှာရှိတဲ့ကြောက်ခဲနဲ့ထုပြီးတော့အနည်းဆုံးမြောက်သားလောက်ယူသွားနိုင်မယ်ဆိုရင်ကောင်းမယ်လို့သူကအဲ့လိုစဉ်းစားတာဒါပေမဲ့သူက9ရက်လောက်အစာရည်သာပြက်ထားတဲ့လူဆိုတော့အားကမရှိဘူးအဲ့ဒါကြောက်ခဲကိုမနိုင်တနိုင်မှပြီးတော့ထုချလိုက်တယ်ကြက်ကောင်းကိုမမိတဲ့အခါကျတော့ဘုရားလောင်းကထပြေးတယ်ဒါပေမဲ့ခေါင်းတော့ကွဲသွားတယ်အဲ့ဒီမှာဘုရားလောင်းကလောကကြီးမှာဒီလိုလူရည်လို့လည်းရှိနေသေးတကူလို့ဒါလေးပါတယ်သိလားအဲ့ဒါကိုဦးဇင်းကတခါတလေတော်တော်အံ့ဩစရာကောင်းလောက်အောင်ဆိုးတဲ့လူတွေနဲ့တွေ့ရင်အမှတ်ရတယ်ဒီလိုလူတွေလည်းလောကကြီးမှာရှိနေသေးတကူပါလေလောကကြီးကအယောင်သွေးစုံတယ်တိတ်တော်လည်းမအံ့ဩနဲ့နော်ဘာမျိုးမဆိုရှိနိုင်တယ်ဟုတ်လားကိုယ့်ဟာကိုယ်ကောင်းအောင်နေဖို့ပဲလိုတယ်ဒါတွေကိုစမ်းနေထင်ပြီးတော့သိခံစားနေရင်ပြီးတဲ့ရေခံစားချက်တွေပြင်းထန်ပြီးတော့လူရင်းမရောက်မှဆိုးရတယ်ဟုတ်လားအဲ့ဒီတော့ဘုရားလောင်းကဒီလိုလူရလို့လည်းရှိနေသေးတကူအဲ့ဒါနဲ့ဘုရားလောင်းကတစ်ပင်ပေါ်တက်ပြေတော့ဟိုယောက်ျားကမျက်စိတွေကမပြေသေးဘူးကြောက်ထဲကပဲလွတ်သေးတာလေအဲ့ဒီမှာသူ့ကိုလူတွေသွားတဲ့လမ်းကိုရောက်အောင်မျက်စိလည်းပြေအောင်လုပ်ပေးပါဆိုတော့မှဘုရားလောင်းကမင်းသားတော်ငါတခါပြန်ပြီးတော့မကတ်ရဲတော့ဘူးတဲ့ဒါပေမဲ့အပေါ်ကနေငါကသွားမယ်မင်းကအောက်ကသွေးဆက်ကြတဲ့ရှောက်ကိုကြည့်ပြီးတော့လိုက်ခဲဆိုပြီးတော့ရောက်အောင်ကဲတာအဲ့ဒီဇလန်းဟုတ်ရဲ့လားအဲ့တော့ပြောချင်တာကကျေးဇူးရှင်တယောက်ကိုယ့်ကိုရရဆက်ဆက်တတ်ထားတဲ့ပုဂ္ဂိုလ်ကိုပဲပြန်ပြီးတော့ကဲတင်နိုင်တဲ့စိတ်ဓာတ်ပေါ့ဒကာဓမ္မတို့ဦးဇင်းတို့တာမန်ဆိုရင်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဒါတာမန်အလုံးမဟုတ်ဘူးပေါ့တာမန်အလုံးမဟုတ်တာတွေကိုလုပ်ခဲ့လို့လည်းပဲတာမန်မဟုတ်တဲ့ဘုရားဖြစ်တာပေါ့ဒါကတော့သူ့အကြောင်းနဲ့သူ့အကျိုးတရားပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အဲ့ဒါလို့အထူးသဖြင့်သီးခံခြင်းနဲ့ပတ်သက်ပြီးတော့ဒေါသကိုဖယ်ရှားနိုင်ကြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဟောကြားထားတဲ့ဇတ်တော်တွေအထုပ္ပတ္တိတွေကိုကောင်းကောင်းလေ့လာပြီးတော့စိတ်တူစရာစိတ်ပြည့်စရာတွေတွေ့လာလို့ရှိရင်အာယူရမှာပေါ့သူတော်ကောင်းကြီးတွေသွားတဲ့လမ်းစဉ်အဲ့ဒီမှာပြောထားတဲ့စကားလေးတော်တော်ရည်စဲနီးစရာကောင်းတယ်သီးခံလို့ဖျားဖြစ်တော်မူခဲ့တဲ့ဖျားရဲ့တပည့်လုံနေပြီးတော့သီးမခံခြင်းဖြင့်မသိတော်ဘူးလို့စဉ်းစားရမယ်တဲ့ဟုတ်လားဒကာဓမ္မတို့ဦးဇင်းတို့ကိုးကွယ်တဲ့ဘုရားကဘာဖြစ်လို့ဘုရားဖြစ်လာတာလဲတော့သီးခံလို့ဘုရားဖြစ်တာတဲ့ဗျာဟုတ်ရဲ့လားဟုတ်တယ်နော်သီလသမารိပညာဏခန္တီပရဏကာရဏံတဲ့သီလသမารိပညာဆိုတဲ့ကောင်းမှုတရားအလုံးတို့သည်သီးခံခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တာလို့သေတပေါင်းတော်တို့ကြားဘူးတယ်မဟုတ်လားသီးမခံရင်သီလလည်းမဖြစ်နိုင်ဘူးသမารိလည်းမဖြစ်နိုင်ဘူးပညာလည်းမဖြစ်နိုင်ဘူးဒါကြောင့်သီးခံလို့ဖြစ်တော်မူတဲ့ဘုရားရဲ့တပည့်လုံနေပြီးတော့သီးမခံနိုင်ဘူးဆိုလို့ရှိရင်ဒါမသိတော်ဘူးလို့ကိုယ့်ကိုယ်ဆုံးမရတယ်စိတ်တူတဲ့သဘောတွေသီးမခံတဲ့သဘောတွေကတော့ပုထုဇဉ်သဘာဝရှိနေကြမှာပါပဲဒါကိုအပြစ်ပြောနေတာမဟုတ်သို့တော့
မကောင်းတာကိုမကောင်းမှန်းသိပြီးတော့လွတ်မြောက်အောင်လုပ်ရမယ်ဆိုတာကတော့အသိဉာဏ်ရှိတဲ့လူတွေရဲ့တာဝန်တရက်လို့ဦးဇင်းတို့ထင်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဇာဆိုတာဘာပြောတာတော့ဒီခန္ဓာမူကြတဲ့ဇတ်တော်ထဲမှာပါတဲ့သူတော်ကောင်းကြီးတွေရဲ့ထုံးကိုနှလုံးမူပြီးတော့ကိုဒေါသမဖြစ်အောင်ထိန်းရမယ်လို့ပြောတာဟုတ်လားအေးနောက်ပြီးတော့ဦးဇင်းတို့ဝင်လွှတ်ကြံတနာဟောကြားကံစာမတက်ခါနိသင်တဲ့မတက်ခါဆိုတာကဘာပြောတာတုံးဆိုတော့အနတ်မတက်ခဆိုတာကအစမထင်လို့အဓိပ္ပာယ်ရတယ်ဆိုလိုတာကအစမထင်တန်တရားတစ်ခွင်မှာကိုနဲ့သွေးသားမတော်ဆက်ဖူးတဲ့ပုဂ္ဂိုလ်ရဲ့လို့မရှိဘူးလို့ဘုရားဟောထားတာမရှိဘူးလားဘုရားတို့နဗတကတန်ရုပ်တွေဘာတွေထဲမှာမြတ်စွာဘုရားဟောထားတာဟုတ်လားအမေမတော်ဘူးသောသူမရှိအဖေမတော်ဘူးသောသူမရှိညီကိုမောင်နှမမတော်ဘူးသောသူမရှိဆိုပြီးတော့ဟောထားတာအဲ့ဒီအချက်ကလေးကိုစဉ်းစားပြီးတော့အခုငါမုန်းနေတဲ့လူငါရဲ့အကျိုးမဲ့ကိုလုံနေတဲ့သူငါရဲ့အကျိုးမဲ့ကိုပြောနေတဲ့သူဟာတစ်ချိန်လုံးကငါ့အပေါ်မှာအလွန်ကျေးဇူးများခဲ့တဲ့အလွန်ကိုကောင်းခဲ့တဲ့မိဘတော်လည်းဖြစ်နိုင်ခဲ့တယ်ညီကိုမောင်နှမတော်လည်းနိုင်မယ်ဆိုရင်လေငါ့ပေါ်မှာကျေးဇူးများတဲ့လူတစ်ယောက်နီးစက်တဲ့ဘဝမှာတော့မဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးဟုတ်ရဲ့လားအေးတကယ်လို့အဲ့ဒီပုံမှာကိုကမုန်းနေမယ်ဆိုရင်တစ်ချိန်လုံးကကျေးဇူးရှင်ပုံမှာငါမုန်းလို့မသိတော့ဘူးဆိုတဲ့အတွေးမျိုးနဲ့မိတ္တရေဆွေမျိုးဆိုတဲ့အတွေးဟာစိတ်ကိုနူးညံ့စေတဲ့သဘောရှိတယ်သိလားဒါကြောင့်လူတိုင်းလည်းပဲတတ္တဝါတိုင်းလည်းပဲမတော်ဘူးသာမရှိဘူးဆိုတဲ့ဒေသနာကိုထောက်ထားသောအဖြစ်ငါရဲ့ကျေးဇူးရှင်တွေဖြစ်နိုင်ခဲ့တယ်ဆိုတာကိုစဉ်းစားပြီးတော့ကိုယ့်ရဲ့မုန်းနေတာတွေဖြစ်နေတဲ့ဒေါသတွေကိုလျှော့မယ်ဆိုရင်ဒါလည်းပဲနီလန်းတည့်ရက်လို့ပြောလို့မရဘူးလားရတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီအနမတကအစမတင်တန်တရားတစ်ခွင်မှာတော်ဆက်ခဲ့တဲ့အခြေအနေတွေကိုဆင်ញင်သုံးသပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ဒေါသကိုဖြေဖြောင်းနိုင်အောင်ကြိုးစားရမယ်တဲ့ဟုတ်ရဲ့လားဘယ်နှမျိုးရှိသွားပြီတော့နော်ဝင်လွှတ်ကြံတနာဟောကြားကံစာမတက်ခါနော်ဒီရောက်သွားပြီနော်ရှင်းမျိုးရှိသွားပြီနော်နိသင်ဆိုတာကအာနိသင်ကိုပြောတာမတက်ကနိသင်မတက်ကအာနိသင်ပေါ့နော်အာနိသင်ဆိုတာကအကျိုးကျေးဇူးဘာရဲ့အကျိုးကျေးဇူးလဲဆိုတော့မေတ္တာတရားရဲ့အကျိုးကျေးဇူးကိုဆင်ញင်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်ဆန့်ကျင်ဘက်ဒေါသဟာနည်းသွားမယ်သိလားမေတ္တာတရားရဲ့ဂုဏ်ကျေးဇူးမေတ္တာပွားများရင်ရရှိနိုင်တဲ့အကျိုးတရားများကိုစိတ်ထဲမှာဆင်ញင်ပြီးအဲ့ဒါဆိုရင်မေတ္တာစိတ်တွေဟာအလိုလိုဖြစ်လာတတ်တဲ့သဘောရှိတယ်ဒေါသဟာလည်းအလိုလိုပါသွားတဲ့သဘောရှိတယ်အဲ့တော့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာမေတ္တာအကျိုး17မျိုးဆိုပြီးတော့ဟောထားတာပိဋကပေါင်းသူတော်ကောင်းတို့မကြားဘူးလားကြားဘူးတယ်ဒါလူတိုင်းကြားဘူးတယ်သို့တော့မပြတ်စဉ်းစားဆင်ញင်ဖို့အရေးကြီးတယ်အဲ့လိုစဉ်းစားဆင်ញင်ပေးခြင်းသည်ကိုမေတ္တာတရားဖြစ်အောင်နှိုးဆော်ပေးရရောက်တယ်ပိဋကရဲ့တတိမေ့နေတဲ့လူကိုတုတ်ပြီးတော့ဟေးမေ့မနေနဲ့လှုပ်ဆိုလို့ရှိရင်နည်းနည်းတော့လှုပ်ဖြစ်သွားတဲ့သဘောမရှိဘူးလားရှိတယ်အဲ့လိုပဲမေတ္တာရဲ့အကျိုးအာနိသင်ကိုစဉ်းစားလိုက်တာနဲ့မေတ္တာဖြစ်အောင်နှိုးဆော်ရရောက်ပြီးတော့မေတ္တာသဘောဟာဖြစ်လာတဲ့သဘောရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဧကရတနိဗ္ဗာန်အင်္ဂုတ္တမှာဟောထားတဲ့အဲ့ဒီမေတ္တာအကျိုး17မျိုးဆိုတာကိုစဉ်းစားဆင်ခြင်ဖို့မလိုဘူးလားအေးဘာတွေများတော့အိမ်နိုးချမ်းသာဟုတ်လားအိပ်ရင်ကောင်းကောင်းအိပ်ပျော်မယ်နိုးရင်လည်းချမ်းချမ်းသာသာနိုးမယ်နော်အိမ်နိုးချမ်းသာကောင်းစွာအိပ်မယ်အိပ်မက်တွေမဲ့ရင်လည်းချမ်းချမ်းသာသာကောင်းတဲ့အိပ်မက်ပဲမဲ့မယ်အိမ်နိုးချမ်းသာကောင်းစွာအိပ်မယ်ရှစ်လျက်လူနတ်နတ်တွေကချစ်မယ်လူတွေကချစ်မယ်နော်လူတွေရဲ့ချစ်မြတ်လို့ခြင်းနတ်တွေရဲ့ချစ်မြတ်လို့ခြင်းကိုရမယ်ပေါ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ကိုအိမ်နိုးချမ်းသာကောင်းစွာအိပ်မယ်ချစ်လျက်လူနတ်စောင်းလက်နတ်များစိတ်မိသားတို့ရှောင်ရှားကိုမှာစောင်းလက်နတ်များတဲ့နတ်တွေကကိုယ့်ကိုစောင့်ရှောက်တယ်ဒီကိစ္စကတော့ဦးဇင်းတို့တရားတော်မတို့တာမန်မျက်စိနဲ့တော့မမြင်နိုင်ဘူးပေါ့ဟုတ်ရဲ့လားသို့တော့လောကကြီးကကိုသိနိုင်တာမြင်နိုင်တာတဲ့အစမတန်စမ်းကြယ်တယ်ကျေပြတ်နေဆိုတာကတော့နားလည်ထားဖို့လိုတယ်နော်တရားဓမ္မတို့ဦးဇင်းတို့ပဂတိမျက်စိနဲ့မြင်နိုင်တဲ့အစင်းဆိုတာကနည်းနည်းလေးပဂတိမျက်စိနဲ့မမြင်နိုင်တဲ့အစင်းတွေကလောကကြီးမှာမရှိဘူးလားရှိတာပေါ့ကိုယ့်မျက်စိကိုသိပ်ပြီးတော့အားကိုးလို့မရနော်မျက်စိဆိုတာအတိုင်းအဆမရှိမဲ့မြင်နေတာမျိုးမဟုတ်ဘူးမမြင်နိုင်တဲ့ယူပါယုံတွေဆိုတာလောကကြီးမှာရှိတယ်မမြင်နိုင်တဲ့တတ္တမကြားနိုင်တဲ့တတ္တယုံတွေဆိုတာလောကကြီးမှာရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်ကိုမမြင်ရတဲ့နတ်တွေကစောင့်ရှောက်တဲ့သဘောရှိတယ်ဒါဘုရားကိုယ်တော်တိုင်ဟောထားတာနော်ဒါကြောင့်သဗ္ဗညုတဉာဏ်ရဲ့အည်အသွေးကိုယုံကြည်သောအဖြစ်
မေတ္တာတရားရဲ့ဂုဏ်ကျေးဇူးတွေကိုလည်းယုံကြည်ဖို့မလိုဘူးလားလိုတယ်အိမ်တို့ချမ်းသာကောင်းစွာအိမ်မဲ့ရှစ်လျက်လူနဲ့စောင့်လက်နဲ့မြစိတ်မိသားတို့ရှောင်ရှားကိုမှာအစိတ်တို့မီးတို့ဓာလက်နဲ့တို့အမျိုးမျိုးသောခန္ဓာကိုယ်အန္တရာယ်ဖြစ်စေတတ်တဲ့နော်ပျက်စီးတွေတတ်တဲ့အဲ့ဒီအရာတွေအဲ့ဒီအန္တရာယ်တွေကလည်းပဲလွတ်ကင်းနိုင်တဲ့အနေအထားမှာရှိတယ်တဲ့ဟုတ်ရဲ့လားစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တည်တုဒ္ဒစိတ်တသမာဓိယတိစိတ်ဟာအလွန်တည်ငြိမ်လွယ်တယ်လို့ဆိုတယ်ဒီပြင်ကမ္မထမ်းမှာအဲ့လိုဟောထားတာကိုဦးဇင်းတို့မတွေ့ရဘူးဒါဦးဇင်းတို့ဘုဟုတ္တနေတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့လေမေတ္တာကမ္မထမ်းမှာတော့အဲ့ဒီအချက်ကိုထူးထူးခြားခြားတွေ့ရတယ်မေတ္တာကိုလိမ္မာကျွမ်းကျင်အောင်ပွားများထားမယ်ဆိုရင်အခုပဲစိတ်ရှုတယ်အခုပဲစိတ်နှုတ်တယ်တခါတည်းကောက်ပြီးတော့မေတ္တာပွားလိုက်အားလုံးသောတတ္တဝါတွေချမ်းသာပါစေကောင်းသွားပါစေညှဉ်းနိုးတဲ့စိတ်ဖြစ်တာနဲ့တပြိုင်နက်တည်းကောင်းသွားစေခြင်းနဲ့စိတ်ဖြစ်တာနဲ့တပြိုင်နက်တည်းစိတ်ဟာဘာဖြစ်လာတော့တောက်လျှောက်ကြည်သွားတယ်ဒါကိုပြောတာနော်ဒုဒစိတ်တသမာဓိယတိမုခဝဏဝိပတိတတိမျက်နှာဟာလည်းအင်မတန်ကြည်လင်နေတဲ့ရွှင်ကြည်မျက်နှာပေါ့နော်ဦးဇင်ကပါဠိလိုရောက်သွားလိုက်ဗမာလိုရောက်ထွက်လိုက်ဖြစ်နေတယ်ဟုတ်လားနော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လဲလူနဲ့စောင့်လာနှမြစိတ်မိသားတို့ရှောင်ရှားကိုမှလျင်စွာစိတ်တည်ရွှင်ကြည်မျက်နှာသေးကမတွေ့လားလေပြမဆက်တဖြာသည်မေတ္တာပွားမှုအကျိုးတည်းလို့တော်တော်များများရထားကြပါလေသို့တော်အမြဲတမ်းစဉ်းစားဆင်ခြင်မိဖို့ကြတော့ခဲရင်းနေနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ရဖို့ကလွယ်တယ်ဆင်ခြင်ဖို့ကခက်တယ်ဆင်ခြင်လိုက်တယ်ဆိုလို့ရှိရင်ဒါမေတ္တာရဲ့အကျိုးကိုမြင်လာတဲ့ဟိုဘက်ကဒေါသဟာမဖြစ်သွားတော့ပါလျားသွားတာဟုတ်ရဲ့လားအေးဒါကြောင့်မတက္ခနိတင်အာနိတင်မေတ္တာရဲ့အကျိုးအာနိတင်ကိုစဉ်းစားဆင်ခြင်ပေးရမယ်ဝင်လွှားကြံတနာဟောကြားကံစားမတက္ခနိတင်ဓာတ်ရှင်ပေးတောင်းတဲ့ဓာတ်ရှင်ဆိုတာကဦးဇင်းတို့ဓာတ်နဲ့နှလုံးသွင်းတဲ့ရမယ်ရှင်ဆက်ပြီးတော့နှလုံးသွင်းတဲ့ရမယ်ဆိုလိုပါဆိုကြပါစို့ဒီနေရာမှာဦးဇင်းတို့ကိုယ်တစုံတယောက်ကိုမုန်းတယ်မကျေနပ်နိုင်ဘူးစိတ်တွေတိုးနေတယ်ကြည်လင်အောင်လုပ်လို့မရဘူးဆိုရင်ငါသူ့ကိုမုန်းတယ်ဆိုတဲ့နေရာမှာဆပင်မွေးကိုမုန်းတာလားစာထဲပါတဲ့အတိုင်းပြောတာနော်ဒါမှမဟုတ်ရင်အရေးပြားကိုမုန်းတာလားဒါမှမဟုတ်ရင်အသားကိုမုန်းတာလားအယိုးကိုမုန်းတာလားအဲ့ဒါ32ခုဓာတ်အကုန်လုံးဒကာသမားတို့စဉ်းစားကြည့်အဲ့ဒါဓာတ်နဲ့ခွဲခြမ်းစိတ်ဖြာတဲ့သဘောလို့ဆိုလိုတာဟုတ်ရဲ့လားအဲ့ဒါလို့ဓာတုဝိနိဘောကနော်ဓာတ်ရဲ့သဘောတရားတွေကိုဝေဖန်ခွဲခြမ်းပြီးတော့ငါမုန်းတယ်ဆိုတာဘယ်ဟာကိုမုန်းတာလို့တခုချင်းစိတ်ဖြာပြစ်လိုက်နော်အဲ့ဒါလို့စိတ်ဖြာပြီးတော့ပြစ်လိုက်မယ်ဆိုလို့ရှိရင်မုန်းတဲ့စိတ်ဟာမုန်းစရာရှာမတွေ့တဲ့အတွက်ကြောင့်ထောက်တည်ရမရပဲနဲ့အဲ့ဒီဒေါသတွေဟာတကယ်ကိုထူးထူးခြားခြားပျောက်သွားလိမ့်မယ်တဲ့အဲ့ဒီအချက်မှာတော့ဦးဇင်းတို့အဲ့ဒီဝိသုဒ္ဓိမတ်ထဲမှာပြထားတာသူကတော်တော်လေးဦးစားပေးပြီးတော့ပြောထားတယ်တော်တော်စွမ်းတယ်ပေါ့ဒေါသဖယ်တဲ့နေရာမှာအဲ့ဒါလို့သာဓာတ်ကိုနှလုံးသွင်းပြီးတော့ငါဘယ်ဟာကိုမုန်းတာလဲဘယ်ဟာကိုမုန်းတာလဲစပင်ကိုလားမွေးညင်းကိုလားအသားကိုလားအယိုးကိုလားအဲ့ဒါလို့သာစဉ်းစားမယ်ဆိုရင်တဲ့ပို့ဆောက်ဖြားပေါ်မှာမုံညင်းစိတ်လေးမတီးနိုင်တယ်လို့ကိုယ်တန်တမှာဒေါသတီးနိုင်မယ်မဟုတ်ဘူးတဲ့အဲ့လိုတောင်ပြောထားတယ်သိလားကောင်းငင်မှာအယုတ်ဆေးရေးလို့မရတယ်လို့ကိုယ်တန်တမှာဒေါသတွေဟာရောက်လာမှာမဟုတ်ဘူးတဲ့သူနေတရားနေရမရှိဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့မုန်းတယ်ဆိုတာအဆိုင်ခဲတရက်ကိုအခြေခံပြီးတော့အဲ့ဒါကိုအာယုံပြုပြည့်ညက်ကိုအာယုံပြုပြီးတော့မှမုန်းလို့ရတာဟုတ်တယ်မဟုတ်လားအဲ့တော့ပြည့်ညက်သဘောကိုဖျောက်ပြီးတော့ဓာတ်သဘောစိုက်အောင်ဒါဓာတ်တောင်မှဟိုလိုကြီးဦးဇင်းတို့ပထဝီအာဘောတေဇောဝါယောမာမှုကြံမှုပြုံးမှုတင်းမှုအဲ့ဒီဓာတ်တွေကိုမရောက်သေးဘူးနော်ဟုတ်လားအပေါ်ယံပြည့်ညက်သဘောမျိုးခက်ဆန်ဆန်ပဲရှိပါသေးတယ်ဟုတ်လားစံပင်မွေးညင်းခြေသီးလက်သီးအဲ့လိုတစ်ခုချင်းစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မုန်းတရားပါရှိတော့စိတ်တို့တရားပါရှိတော့မရှိဘူးဒါလက်နဲ့မခံလို့မရဘူးနော်တခါကြီးမှကြီးများဒါလက်တွေ့ပဲဒါတကယ်စမ်းသပ်ကြည့်ဖို့တော့လိုတယ်နော်ဟုတ်ရဲ့လားဒါကြောင့်ဒေါသတွေအဖြစ်များပြီးတော့အမုန်းတရားတွေများလို့ကိုယ်စိတ်ထဲမှာပင်ပန်းနေတယ်ငါလက်တွေ့လုပ်ကြည့်အောင်မယ်ဆိုတာလေးကတော့အင်မတန်အရေးကြီးတယ်နားထောင်ရုံထောင်ပြီးတော့ဘာမှလက်တွေ့လုပ်မကြည့်ဘူးဆိုလို့ရှိရင်တော့ဒီဟာတွေရဲ့တန်ဖိုးကိုဒီလောက်ကြီးစိတ်ထဲမှာထားမိမှာမဟုတ်ဟုတ်ရဲ့လားတစုံတစ်ခုရဲ့တန်ဖိုးဆိုတာကအကျိုးကျေးဇူးကိုခံစားရမှတန်ဖိုးထားတဲ့သဘောရှိတာကိုအဲ့တော့ဒီနေရာမှာအကျိုးကျေးဇူးကိုခံစားရဖို့ဆိုတာကနားထောင်နေုံမျှနဲ့ဟုတ်တယ်ဆိုုံမျှနဲ့တော့ထိထိရောက်ရောက်ကြီးဖြစ်မှာမဟုတ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကိစ္စကိုတနေ့နေ့တစ်ချိန်ချိန်မှာဒေါသတွေလွှမ်းမိုးလာတာမျိုးကျုံလာရင်အရန်တဲ့ကိုယ်စိတ်ထဲမှာကျွမ်းကျင်ပြီးသားဖြစ်အောင်ဒေါသမဖြစ်တဲ့အချိန်မှာလည်းပဲကျွတ်တင်ပြီးတော့လေ့ကျင့်ထားရင်မကောင်းဘူးလားကောင်းတယ်
ဟုတ်လားအဲ့ဒါကိုဆိုလိုတာဓာတ်ရှင်ဆိုတာကဟုတ်ရဲ့လားအေးအဲ့လိုဓာတ်ကိုနှလုံးသွင်းပြီးတော့ငါဘေဟာကိုမုန်းတာတော့ဘေဟာကိုမုန်းတာတော့ဒါဆိုလို့ရှိရင်မုန်းတရားရှားမရဘဲနဲ့ဒေါသအမျက်ဟာကိုယ်တန်တမှာတရားမရှိတဲ့အတွက်ကြောင့်ဒါလွယ်လွယ်ကူကူပျောက်သွားလိမ့်မယ်လို့ဆိုလိုတာဟုတ်ရဲ့လားဘယ်နှခုရှိသွားပြီတော့10မျိုးရှိသွားပြီနောက်ဆုံးဓာတ်ရှင်ပေးတောင်းတယ်ပေးတောင်းဆိုတာပေးရမယ်တောင်းရမယ်တောင်းရမယ်ဆိုတာကမေတ္တာဖြစ်စီလိုတဲ့သဘောနဲ့တောင်းရမှာဟိုဟာလိုချင်တရားလိုချင်ရကျင်လို့တောင်းတာကိုဆိုလိုတာမဟုတ်ဟုတ်ရဲ့လားဆိုရပါစို့ဒီနေရာမှာပေးတယ်တောင်းတယ်ဆိုတဲ့ကိစ္စဟာလူတယောက်ရဲ့ယဉ်နှီးမှုကိုဖော်ပြရရောက်တယ်သိလားမယဉ်နှီးပဲနဲ့ပေးလို့တောင်းလို့မရဘူးနော်ဒါကြောင့်စိတ်ထဲမှာပေးလိုက်တယ်တောင်းလိုက်တယ်ဆိုလို့ရှိရင်ယဉ်နှီးတဲ့သဘောမေတ္တာသဘောဟာတစ်ဖက်လူမှာခံစားသွားရတဲ့သဘောရှိတယ်ပြည်လည်သွားတဲ့သဘောရှိတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာလည်းပဲတစုံတယောက်ကကိုယ့်ကိုပေးလိုက်တယ်ဆိုရင်ကျဉ်းနဲ့သွားတာဟုတ်ရဲ့လားတချို့တော်ယုံတန်ယုံအထုံးအဖွဲ့တွေဖြစ်နေတာပေးလိုက်တာနဲ့ဩမစိုးရှာဘူးဟဲ့ဆိုဟောဖြစ်နေတဲ့အမြင့်အထုံးအဖွဲ့တွေကမဖြစ်သွားတော့ပြပြောက်သွားတာဒါကြောင့်တစုံတယောက်ကကိုယ့်ကိုမုန်းနေတယ်လို့ကိုယ့်စိတ်ထဲမှာထင်တယ်ဆိုလို့ရှိရင်မျက်မျက်နှုံနှုံပစ္စည်းလေးကိုပေးလိုက်ပါဟိုဖားတဲ့ရားတဲ့သဘောမျိုးမသိရောက်စေနဲ့နော်တခါကြီးမိုက်များအဲ့ဒီကိစ္စနဲ့ဘာမှမဆိုင်ဘူးဟုတ်လားလူတယောက်မှသူ့မှာဒေါသဖြစ်ရတယ်လေပင်ပန်းပါတယ်မကောင်းပါဘူးဟောအဲ့ဒါကိုကဒေါသအမျက်တွေပြေပြောက်ပါစေဆိုတဲ့စိတ်စေတနာကောင်းထားမယ်ဆိုရင်ကိုယ်စေတနာအလုံးမမွန်မြတ်ဘူးလားမွန်မြတ်တယ်တစ်ဖက်သားကိုမဖြစ်စေချင်ပါဘူးအဲ့ဒါမျိုးဟုတ်လားအဲ့ဒီလိုစိတ်ကိုအခြေခံပြီးတော့ငါ့အပေါ်မှာတကယ်လို့ဒေါသအမျက်တွေနဲ့ထုံးဖွဲ့ပြီးတော့မကြည်မနှက်ဖြစ်နေရင်ပြေပါစေဆိုပြီးတော့ကိုကသွားပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုပြေသွားမယ်ဆိုရင်ကိုယ်လည်းထိုက်တဲ့လောက်တော့ပြေလေသွားတယ်ဟောသူနဲ့ကိုယ်နဲ့ပြေလည်မှုရပြီးတော့မေတ္တာအစီကတ်သွားတာမျိုးမဖြစ်နိုင်ဘူးလားကတ်နိုင်တယ်ဖြစ်သွားနိုင်တယ်နော်အဲ့တော့ပေးတယ်ဆိုတာလေအင်မတန်စွမ်းတယ်လို့ဆိုတယ်အတန္တဓမ္မနံဒါနံဒါနံသဗ္ဗထတာရကံပါဠိလေးတစ်ပိုက်ရှိတယ်ဒါနဆိုတာမယဉ်ကျေးတဲ့ပုဂ္ဂိုလ်ကိုယဉ်ကျေးစေတယ်သိလားပြီးတော့ဘာလို့ဆိုသဗ္ဗထတာရကံအလုံးစုံကိုပြီးစည်းစေတယ်အဲ့လောက်တောင်ပြောထားတာတော့တခါကြီးဒီမိုင်းများတော့ပေးတဲ့ဟာတော်စွမ်းတယ်နော်ဒါကြောင့်ဦးဇင်းတို့ပေးကမ်းခြင်းဖြင့်အောင်မြင်ရာဤဆိုတဲ့စကားဟာအလွန်အနှစ်သာရရှိတဲ့စကားဒါပေမဲ့လူတွေကပုထုဇဉ်တဘာဝအစွဲတွေကကြီးတော့သိမ့်ပိုက်မှုတွေကများတော့အဲ့ဒီနည်းကိုစမ်းဖို့တော့တော်တော်လက်တွန့်မယ်နဲ့ထင်လက်တွန့်မယ်နဲ့တူတယ်ဟုတ်လားပေးတာဟာကောင်းတယ်လို့သိပေမလို့စမ်းကြည့်ဖို့တော့တော်တော်ခဲရင်မယ်နဲ့တူတယ်နော်အေးဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တစ်ဖက်သားရဲ့အမျက်ဒေါသတွေကိုပြေပြောက်သွားစေဖို့တစ်ဖက်သားကကိုယ့်ကိုပြေပြောက်သွားပြီဆိုတာကိုသိရင်ကိုယ်လည်းပဲပြေပြောက်သွားတာမျိုးမဖြစ်နိုင်ဘူးလားဟာသူကငါ့ကိုသိကြည်ဖို့မရဘူးလို့ကိုထင်းနေရတာကိုလည်းသူ့အပေါ်မှာနည်းနည်းတော့မကြည်တဲ့သဘောရှိမနေဘူးလားရှိတာပေါ့သူမကြည်ဘူးလို့ထင်းနေတာကိုပဲကိုယ်စိတ်ထဲမှာနေရထိုင်ရတာမချမ်းသာဘူးဟုတ်တယ်မို့လားဒါကြောင့်လူတွေအချင်းချင်းဆက်ဆံရေးမှာပြည်လေဖို့အတွက်ဒါကဦးဇင်းတို့နားလည်လေတဲ့ဝါဒနဲ့ပြောတာပါနော်ဒေါသတွေအာဃာတတွေနဲ့အကြီးကြီးမဟုတ်အောင်တောင်မှနည်းနည်းလေးမြစ်တဲ့ဖြစ်နေတာမျိုးလေးရှိမယ်ဆိုရင်အဲ့ဒါတွေကိုမသိချင်ဟန်ဆောင်ပြီးတော့အမြဲတမ်းမုံမြတ်တဲ့တန်ဖိုးထားရတဲ့တိတ်အဖို့တန်တာတွေကိုဆိုလိုတာမဟုတ်ဘူးနော်ကိုယ်စိတ်ထဲမှာကိုယ့်ရဲ့မေတ္တာကိုပြသရရောက်အောင်မလုပ်ဖေးဖို့လိုတော့ပေးပေးဖို့လိုတယ်အဲ့ဒါအပြင်တစ်ဖက်လူကိုနူးညံ့သိမ်မွေ့သွားစေတယ်နူးညံ့သိမ်မွေ့သွားမယ်ဆိုရင်ကိုယ်လည်းပဲမေတ္တာသဘောဖြစ်ဖို့လွယ်ကူသွားတဲ့သဘောမရှိဘူးလားရှိတယ်အေးတခါတလေတောင်းတယ်ဆိုတဲ့ကိစ္စဟာလည်းကောင်းတာရှိတယ်ဟုတ်လားတိတ်ပြီးတော့ယဉ်နေတဲ့ပုံကိုယ်တွေချင်းချင်းဒါလေးပေးသမ်းမှာတခါလေသူကကိုယ့်ကိုပေးချင်နေတာအဲ့ဒီတောင်းတာကိုညှိုးနေတာမျိုးရှိတယ်ဒီခံစားချက်မျိုးခံစားဘူးမလားမသိဘူးတောင်းရင်အင်မတန်ဝမ်းသာတယ်အိုးသူခမရရကျင်လို့တောင်းချင်တာသူ့လိုဆန္ဒကိုငါဖြည့်ပေးရမယ်ဆိုတာကိုသဘောပေါက်ပြီးတော့လူချင်းချင်းကိုပေးတာတွေရှိတယ်ဒါပတိများသောအားဖြင့်ကတော့တောင်းရင်မုန်းတတ်တယ်သိလားအဲ့ဒါကိုလည်းသတိထားဖို့လိုတယ်နော်ပေးကောင်းတောင်းမုန်းဆိုတာလည်းရှိတယ်မဟုတ်လားရှိတယ်နော်ဒေသနာတော်တွေကတော့ညှိတဲ့ဖို့လိုမယ်ဟုတ်လားကောင်းလေးတဲ့လေးမစောင်းအောင်သွားတတ်ဖို့ကတော့တော်တော်လိုမယ်ဟုတ်ရဲ့လားဒီပေးရင်ကောင်းတယ်တောင်းရင်မုန်းတယ်ဆိုတာလည်းရှိတယ်တောင်းလို့မုန်းရတာတွေဇက်တော်တွေထဲမှာလည်းကြားဘူးတယ်မဟုတ်လားညီကို2ယောက်ဘုရားလောင်းရင်ရှင်အနန္ဒာလောင်းလာကောင်းကောင်းမှတ်မိတော့ပါဘူးဗျာဟုတ်လားမြေကမ်းဘေးမှာတရားအထုတ်ပြီးတော့နေကြတော့ယသိ2ပါးညီဖြစ်တဲ့ယသိကိုအဲ့ဒီမြေထဲမှာနေတဲ့နဂါကအတော်ချစ်ဆိုပဲအဲ့ဒါနဲ့လာလာပြီးတော့တခါတည်းအခွေကြီးနဲ့ပတ်ပြီးတော့အပေါ်ကမုန်းဖို့ပေးတာအဲ့ဒီနဂါကြီးကအဲ့လိုလုံနေလို့ကိုကြောက်နေရတယ်ဒီယသိကဟိုကချစ်လို့လုပ်တာသူကအဲ့ဒါကိုကြောက်နေတာအဲ့ဒါနဲ့သူ့ကိုပြောတယ်ဒီနဂါကြီးကလာပြီးတော့အဲ့လိုလုပ်တယ်ဘယ်နဲ့လုပ်အောင်လွယ်ပါတယ်ကွာချစ်တာကိုမုန်းအောင်လုပ်ရတာလွယ်လေးဘယ်နဲ့လုပ်ရမှာလဲ
အဲ့ဒီငကားကြီးအမြဲတမ်းဝတ်ဝတ်လာတဲ့လေဆွဲရှိတယ်အဲ့ဒါသူတို့ရဲ့အဖိုးမဖြတ်နိုင်တဲ့ယတနာမင်းနောက်တစ်ခါလာရင်အဲ့ဒီလေဆွဲယတနာကြီးတောင်းကွာလို့ပြောတယ်အဲ့ဒါနဲ့ငကားကြီးကလာပြီဆိုတော့အဲ့ဒီလေဆွဲယတနာလေးပေးသမ်းပါမဖြစ်ဘူးပေါ့ဒါသူတို့ရဲ့အာကိုရအဲ့ဒါနဲ့နောက်နေ့ကျတော့သူနာရောက်လာကရှိသေးစီးပြီးတော့တောင်းတယ်အနားထိရောက်မလာတော့ဘူးနောက်နေ့ရေထဲကပေါ်လာကရှိသေးတယ်စီးပြီးတော့တောင်းတယ်တခါတည်းငုတ်တော့တယ်နောက်ဘယ်တော့မှပေါ်မလာတော့ဘူးစွမ်းတယ်တော့တခါကြီးဒီမကြီးများချစ်တာကိုမုန်းအောင်လုပ်ရတာကစွမ်းတယ်နော်အေးနောက်တော့လည်းပြဿနာဖြစ်ပြန်တယ်ငကားကြီးကမလာပြန်လို့သူ့မှာလာစီခြင်းတဲ့သဘောဖြစ်ပြန်နေတဲ့အဲ့တော့မင်းမတက်နိုင်ဘူးမင်းကမုန်းစီစားမိပြီဆိုတော့မရတော့ဘူးဆိုတဲ့အတိတ်ပဲပေါ့ဟုတ်ရလားထားပါတော့လေအဲ့တော့တောင်းတယ်ဆိုတာဒီနေရာမှာပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ပြီးတော့တောင်းတယ်တောင်းလိုက်လို့ရှိရင်ရင်းနှီးတဲ့သဘောကိုပေါ်ဆောင်ရရောက်တယ်ဆိုတာလေးကိုပပနက်နက်နားလည်ဖို့ကမလိုဘူးလားလိုတယ်ဒါကြောင့်ပေတပေါင်းတော်ကောင်းတို့နောက်ဆုံးနေ့ကတော့ပေကံခြင်းတောင်းခြင်းပစ္စည်းဖလှယ်ခြင်းရင်းနှီးမှုကိုပြတယ်ဆိုတဲ့အဓိပ္ပာယ်လို့ဦးဇင်းခံစားရပါတယ်ဟုတ်ရလားအဲ့တော့ဤဘယ်နှမျိုးလဲဗျာ17မျိုးနော်ဝင်လွှားကြံတနာဟောကြားကံစာမတက်ကနိတင်ဓာတ်ရှင်ပေတောင်းရံညိုပေါင်းပျောက်ကြောင်း17တဲ့အဲ့ဒါစာထဲမှာရေးထားကတော့တနည်းနဲ့မပြောက်ရင်နောက်တနည်းကိုလုပ်ပါသူကဒီနည်းသွားတာအဲ့တော့ပထမဦးဇင်းတို့အနှစ်ချုပ်ပြီးတော့ပြန်ပြောကြစို့နော်ဦးဇင်းတရားဟောတာအချိန်စိနေပြီဟုတ်လားဝင်ဆိုတာဗာလေမေတ္တာဇံရထားတဲ့ပုဂ္ဂိုလ်ဆိုရင်မေတ္တာဇံဝင်စားပြီးမှကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုမေတ္တာပို့လိုက်ပါအဲ့ဒီနည်းလှုပ်လို့မရဘူးသို့တော့အဲ့ဒီနည်းလှုပ်เสียကိုယ့်အတွက်မရှိဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲလွှားတယ်ဟုတ်လားလွှာကြီးနဲ့ငါ့ကိုဖြတ်တာတော့မှမုန်းတဲ့စိတ်တွေဖြစ်မယ်ဆိုရင်ဘုရားရဲ့အဆုံးအမကိုလိုက်နာရမရောက်ဘူးလို့အစရှိတဲ့ဖြင့်ဒေါသရဲ့အပြစ်အနာအစာကိုဟောကြားထားတဲ့တရားဒေသနာတွေကိုစဉ်းစားဆင်ခြင်ရမယ်လွှာဆိုတာဒါပြောတာအဲ့ဒါလို့စဉ်းစားဆင်ခြင်လို့မှအမျက်ဒေါသမပြောက်သေးဘူးဆိုလို့ရှိရင်ကောင်းခွက်ကိုကြံရမယ်ဝင်လွှာကြံဟုတ်လားကောင်းခွက်ကိုဘာလို့ရမလို့ကြံရမယ်အရာတိုင်းဆိုတာမဟုတ်ပါဘူးကောင်းတာလေးတွေရှိတတ်ပါတယ်ဆိုတာကိုတဘာဝကြကြတမတမတ်ကြကြစဉ်းစားပြီးတော့ကောင်းခွက်ကိုကြံတာနဲ့တပြိုင်တည်းအဲ့ဒါမေတ္တာရဲ့သဘောဟာဖြစ်တယ်အဲ့ဒီနည်းကလည်းတော်တော်ထိရောက်တယ်လို့ထင်ပါတယ်ဒါဦးဇင်းတို့သုံးကြည့်ဖို့ပါတယ်ကောင်းတယ်ဆိုတာလေးကိုကြံလိုက်ရင်ကြီးလင်းသွားတာစိတ်ထဲမှာဟုတ်ရလားအေးပြီးတော့ဗါတော့ဝင်လွှားကြံအဲ့လိုကြံလို့မှကောင်းတာကိုကြံစရာကိုမရှိဘူးဒီလိုကတော်တော်ကိုဆိုးတယ်ဆိုရပါစို့အဲ့လိုဆိုရင်တော့သူ့ရဲ့ဆိုးရတဲ့အမှုတွေကမကြခင်အကျိုးပေးရှာတော့မှာလို့မှန်မှန်ကန်ကန်နားလည်ပြီးတော့တဏှာတဲ့စိတ်နဲ့အမုန်းတရားဒေါသတရားတွေကိုဖြေပြောင်းနိုင်အောင်ကြိုးစားရမယ်ဟာအဲ့မဖြစ်ဘူးမရပြန်ဘူးဆိုရင်တော့ဝင်လွှားကြံတဏှာဟောကြားတဲ့ဟောကြားဆိုတာကနီး10ရက်နဲ့ဟောရမယ်ဒီထဲမှာပြထားတာခုနတော့ငါပိသက်တို့ဦးဇင်းတို့ပြောလိုက်ပြီနော်ကိုယ်စိတ်ကိုဖြက်ကိုယ်စိတ်ကိုသူများဖြက်စီးနိုင်ဘူးသူများဆင်းရအောင်မလုပ်နိုင်ဘူးဒါပြောတာနော်ကိုယ်စိတ်ကိုဖြက်ဒေါသမဲ့၍အဖို့တဏ္ဍာတွေစွန့်နိုင်ပြီးတော့ဒီဒေါသကိုဘလောက်တန်ဖို့ရှိလို့တိမ့်ထားရသလဲဒေါသမဲ့၍မျိုးပြက်မွေးတာသူတော်ကောင်းရဲ့မျိုးလို့ဆိုရတယ်ဟိရိဥဒ္ဒပကိုဖြက်စီးပြစ်နိုင်တဲ့ဒေါသကိုဘာကြောင့်မွေးထားရသလဲနော်မျိုးပြက်မွေးတာပြန်ယုံမှနဲ့ဒီလိုနဲ့ဘာဖြစ်လို့ယုံမှမှုချင်းပြန်ဆိုင်မလဲဟုတ်လားသူ့မှာလိုပြည့်ငါစိတ်တူနေမယ်စိတ်ဆင်းရဲနေမယ်ဆိုရင်အဲ့ဒီလူအလိုပြည့်သွားလိမ့်မယ်ဟုတ်လားမိမိမှာပန်းတယ်နော်ငါကစိတ်တူနေတယ်ဒေါသတွေဖြစ်နေတယ်မုန်းနေတယ်ဆိုရင်သူကပြောခြင်းပြောနေမှာငါသာလျင်ဒီမှာဒေါသတွေနဲ့ပင်ပန်းနေတာလို့အမှန်ကန်နားလည်ပြီးတော့ဒေါသကိုဖြောရမယ်ပေါ့ဟုတ်ရလားပြီးတော့ပါတော့အမှားလန်းလိုက်သူကမကောင်းတာတွေလုပ်ပြီးတော့မကောင်းတဲ့လမ်းသွားနေတာဒါကိုတိတိကြီးနဲ့ငါကနောက်ကလိုက်တဲ့သလားဒါပြောတာနော်အမှားလန်းလိုက်ကျွန်၌ကြံရဲငါရဲ့အပြစ်ကိုအထောက်ထားပြုတ်ပြီးတော့သူဒေါသဖြစ်တာမုန်းတာဒါကြောင့်အဲ့ဒီမုန်းတဲ့လူဟာငါအပြစ်ရဲ့ကြီးကျွန်ဒါကြောင့်အပြစ်ဆိုတဲ့မူရင်းကိုဖယ်လိုက်ရင်ကျွန်မျိုးပြုတ်ပြီလို့ဒါပြောတာဟုတ်ရလားဒီအဲ့လိုစဉ်းစားပြီးတော့လေဒေါသကိုဖယ်ရမယ်ပြီးတော့ဗါလဲခုတ်တလွဲပြတ်တဲ့ခုတ်တလွဲပြတ်ဆိုတာငါ့ကိုနှိပ်စက်ခဲ့တဲ့ညှင်းဆဲခဲ့တဲ့ယုံ nant ကမရှိတော့ဘူးအခုငါမုန်းတဲ့ယုံ nant ကတစ်မျိုးငါ့ကိုဒုက္ခပေးခဲ့တုန်းကယုံ nant ကတစ်မျိုးဟုတ်လားစံကုန်မမိဖွဲကုန်မိဒါကြီးကမတရားဘူးလို့နားလည်ဖို့ပေါ့ဟုတ်ရလားပြီးတော့နောက်တစ်ချက်ကပါတော့ခုတ်တလွဲပြတ်တစ်ဖက်သက်ညိုတဲ့ငါမှလည်းတာဝန်မကင်းဘူးသူ့ကြီးတစ်ဖက်သက်စိတ်တို့မနေနဲ့လို့ဒါပြောတာဟုတ်ရလားအဲ့ဒီ10နည်းဖြင့်ကိုယ့်ကိုယ်ကိုဘာလို့ရမှာတော့တရားဟောရမယ်ဟောကြားဆိုတာအဲ့ဒါကိုပြောတာဟုတ်လားဟောကြားကံစားကံဆိုတာကကိုပြုတဲ့အမှုကိုယ့်ကိုအကျိုးပေးမှာသူမုန်းစရာကောင်းတဲ့ကိစ္စတွေကသူ့ကိုပဲဒုက္ခပေးမှာဘာကိစ္စနဲ့ငါကဒေါသဖြစ်စေပြီးတော့မကောင်းတဲ့ကံတွေငါတဏ္ဍာမှာဖြစ်အောင်လုပ်ရမလဲလို့အဲ့လိုစဉ်းစားရမှာဟ
ဟုတ်ရဲ့လားဇာဆိုတာကတီးခံခြင်းနဲ့ပတ်သက်တဲ့ဇတ်တော်တွေအထုပ်ပတ်တိကောင်းတွေကိုဖတ်ရှုပြီးတော့နှလုံးသွင်းရမှာဟောကြားကံစာမတက်ကဆိုတာကအနတ်မတက်ကတန်တရားတစ်ခွင်မှာမတော်ဆက်ဖူးသေးခဲ့တဲ့ကျေးဇူးကံကျေးဇူးကကင်းတဲ့လူဆိုတာမရှိဘူးလို့နားလည်ပြီးတော့အခုမုန်းတဲ့လူဟာတစ်ချိန်လုံးကငါသိချစ်ရတဲ့မိဘတွေလည်းဖြစ်ခြင်းဖြစ်ခဲ့မယ်လို့စဉ်းစားပြီးတော့လေအမျက်ဒေါသကိုဖြေဖြောက်ရမယ်ဟုတ်ရဲ့လားမတက်ကနေတင်အာနိသင်ဆိုတာမေတ္တာရဲ့အကျိုးအာနိသင်ကိုစဉ်းစားပြီးတော့ဒေါသကိုပါအောင်လုပ်ရမယ်မတက်ကနေသင်ဓာတ်ရှင်ပေးတောင်းဓာတ်ရှင်ဆိုတာကဆလင်ကိုမုန်းတာလားမွေးညင်းကိုမုန်းတာလားအသားကိုမုန်းတာလားအယိုးကိုမုန်းတာလားဘာကိုမုန်းတာလဲအကုန်လုံးခွဲခြားစိတ်ဖြတ်ပြီးတော့ကြည်လိုက်ပါတဲ့ဟုတ်ရဲ့လားပုတ်ဆောက်ပြားမှာမုံညင်းစိတ်မတီးနိုင်တယ်လို့ကောင်းငင်မှာအယုတ်ဆေးရေးလို့မရတယ်လို့ဒေါသတွေဟာကိုယ်တန်တာမှာတရားရမှာမဟုတ်ပါဘူးလို့တောင်ပြောထားတာအဲ့ဒါကြတော့ဟုတ်လားပြီးတော့ဘာတော့ပေးတောင်းနော်ပေးရမယ်တောင်းရမယ်ဒါကတော့အလိုက်ထိုက်ကြည့်ပြီးတော့လုပ်တတ်ဖို့လိုမယ်ပေါ့ဟုတ်လားဒါဦးဇင်းတို့စိတ်ထဲထင်တာပြောတာနော်ဒါကြောင့်ပေးသားပေါင်းတရားပေါင်းတို့ဒီနီး17ရက်ကိုသုံးမယ်ဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့တိတိကြီးနဲ့ခန်းနေရတဲ့နော်စိတ်ဆင်းရဲမှုကိုအများဆုံးဖြစ်စေတဲ့ကိုပင်မမှုကိုအများဆုံးဖြစ်စေတဲ့အကျိုးမဲ့မှုကိုအများဆုံးဖြစ်စေတဲ့ဒေါသဆိုတဲ့တရားတွေနေမသွားပြီဘူးလားဒါကြောင့်ဦးဇင်းတို့တရားကောင်းစဉ်တတ်ထားတာကဘာတဲ့တုံးဒေါသပေကြောင့်နီလန်းကောင်းတဲ့ဘယ်နှမျိုးတုံးဗျာ17မျိုးဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့စာပေကျမ်းဂန်တွေထဲမှာလာတဲ့နီးတွေကိုလက်တွေ့ကျင့်သုံးသောအဖြစ်အကျိုးကျေးဇူးကိုခံစားရအောင်လုပ်ပါအကျိုးကျေးဇူးကိုခံစားရပြီဆိုရင်တော့ဘုရားကိုလည်းကျေးဇူးတင်ပါလိမ့်မယ်တရားကိုလည်းကျေးဇူးတင်ပါလိမ့်မယ်သံဃာကိုလည်းကျေးဇူးတင်ပါလိမ့်မယ်ကျေးဇူးတင်တယ်ဆိုတာအကျိုးကျေးဇူးကိုခံစားရမှဖြစ်တဲ့ကျေးဇူးတင်ခြင်းကပို့ပြီးတော့လေးနေတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပုထုဇဉ်တွေကြတော့ဘုရားတရားသံဃာရဲ့ကျေးဇူးကိုသူတို့ကအများကြီးမရသေးဘူးဘုရားတရားသံဃာရဲ့ကျေးဇူးကိုသောတာပန်ဖြစ်မှစပြီးတော့ပြည့်ပြည့်စုံစုံရတယ်လို့ပြောလို့ရမယ်ထင်တယ်ဒါကြောင့်သောတာပန်ဖြစ်ပြီဆိုလို့ရှိရင်ဒီဘုရားတရားသံဃာပေါ်မှာကျေးဇူးတွန်လွန်းလို့ဒီယရဏမြတ်သုံးပါးနဲ့ပတ်သက်ရင်အသက်ဆွန့်နိုင်တယ်ဟုတ်ရဲ့လားဒါကတော့အရိယာအဆင့်ပေါ့လေတို့တော့ဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေအနေနဲ့လည်းပဲထိုက်တဲ့ဒီတရားရဲ့အရသာတရားရဲ့ဂုဏ်ကျေးဇူးမိမိတန်တာမှာတည်အောင်လုပ်မယ်ဆိုလို့ရှိရင်ကျေးဇူးတင်တဲ့စိတ်တွေများမလားဘူးလားအဲ့ဒါဆိုလို့ရှိရင်မိမိရဲ့ဘာသာပေါ်မှာကိုကဗုဒ္ဓဘာသာဝင်မှုလို့ဘုရားကိုကိုးဝယ်ရတယ်ဆိုတဲ့အဆင့်ထက်အများကြီးတာသွားပြီဟုတ်ရဲ့လားအများကြီးတာသွားပြီနော်ကိုယ့်အတွက်တကယ်အကျိုးကျေးဇူးရှိလွန်းလို့ကိုတကယ်ချမ်းသာမှုပေးလို့ဘာအကြောင်းကြောင့်မှမဟုတ်ချမ်းသာလွန်းလို့ကောင်းလွန်းလို့တကယ်ကိုတန်ဖိုးထားတာဆိုတဲ့အခြေအနေဆိုရင်တော်တော်ကြီးလေးနေတဲ့အနေအထားကိုရောက်မသွားဘူးလားရောက်သွားတယ်ဒါကြောင့်ပေးသားပေါင်းတရားပေါင်းတို့တရားတွေတော့နာကြတာပဲဟောကြတာပဲတူကိုဟုတ်လားသို့တော့အရေးကြီးတာကအဲ့ဒီမိမိမှတ်သားမိတဲ့အစုံအမအကြောင်းအရာတွေကိုလက်တွေ့ဘဝထဲမှာထိုက်တလောက်ရောက်အောင်ကျင့်ကြံကြိုးကိုအထောက်ဖို့မလိုဘူးလားအဲ့ဒါမှတ်သားနေရင်စိတ်ထဲမှာချမ်းသာခြင်းဆိုတဲ့အကျိုးကျေးဇူးကိုခံစားရမှာအကျိုးကျေးဇူးကိုခံစားရမှကျေးဇူးတင်တယ်ဆိုတာဖြစ်မှာဟုတ်လားအဲ့ဒီတော့မှဘုရားတရားတန်ခါရဲ့အပေါ်မှာယုံကြည်ရတာကိုးကွယ်ရတာဟာအများကြီးလေးနဲ့လာတဲ့သဘောကိုဆောင်းလာမှာဟုတ်ရဲ့လားဒါကြောင့်အဓိကအနှစ်ချုပ်ကတော့ကျင့်ကြံကြိုးကိုအားထုတ်ဖို့ပဲအားထုတ်မှုရှိရင်ရှိသလောက်ချမ်းသာဒုက္ခကိုခံစားရလိမ့်မယ်ချမ်းသာဒုက္ခကိုခံစားရရင်ခံစားရသလောက်ချမ်းသာဒုက္ခကိုဖြစ်စေတဲ့ဒီအကြောင်းတရားတွေဖြစ်တဲ့ယတနာမြတ်သုံးပါးကိုအသက်နဲ့လဲပြီးတော့တန်ဖိုးထားလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့တကယ့်အဓိကတော့ချက်ကဘာလဲဆိုရင်ပိဋကပေါင်းတော်ကောင်းတို့ကျင့်ကြံကြိုးကိုအားထုတ်ဖို့ဆိုတာပြောလို့မရဘူးလားရတယ်ဒါကကျင့်ကြံကြိုးကိုအားထုတ်ဖို့ဆိုတဲ့ရှုထောင့်ကနေပြီးတော့ကြည်တာပေါ့ပရိယတိစာပေတင်တဲ့ရှုထောင့်ကကြည်မယ်ဆိုရင်လည်းကြည်မယ်ဆိုရင်အဖြေကတစ်မျိုးဖြစ်မှာပေါ့ဟုတ်ရဲ့လားထားပါတော့အဲ့တော့ပိဋကပေါင်းတော်ကောင်းတို့အခုဒီကနေ့ညတနာရီနဲ့10မိနစ်လောက်အချိန်ယူပြီးတော့မိမိတို့ရဲ့တန်တန်မှာအခွင့်အခါမသိနိုင်ဖြစ်နေတဲ့ဟုတ်လားအခွင့်အခါသင်တိုင်းလို့မပြောချင်ဘူးနော်ဟုတ်လားဒေါသတွေအာဃတတွေအမုန်းတရားတွေမရှိဘူးလားရှိတယ်အဲ့ဒီမိမိကိုနှိမ့်ဆက်နေတဲ့ဆိုးအောင်လုပ်နေတဲ့မကောင်းတဲ့ဒီတရားတွေကိုဖယ်ရှားဖို့အတွက်ဒီနီလန်း17ရက်ထဲကနေပြီးတော့မိမိတို့နဲ့တင့်တော်တဲ့နီလန်းကိုတင့်တော်တယ်မတင့်တော်ဘူးဆိုတာကလက်တွေ့လုပ်ကြည့်မှသိမှာနော်ကိုယ့်အတွက်ထိရောက်မဲ့နီလန်းကိုလက်ကင်ထားဖို့မလိုဘူးလားနီလန်းတိုင်းဟာသူကဟိုနီးထိရောက်ပြီမလို့ကိုကအဲ့ဒီနီးထိရောက်ချင်မှထိရောက်မယ်ပေါ့ကိုယ်စိတ်ထဲမှာထိခိုက်တဲ့ကိုယ့်အတွက်အကျိုးရှိမဲ့ဟာကိုလက်တွေ့ကျင့်သုံးအသောအဖြစ်ရှာဖွေကြည့်ဟ
ဟုတ်လားအဲ့ဒီနီး7မျိုးတွေကရှားပြီးတော့မှဒီနီးကတော့ငါနဲ့တော်တော်ကိုတင့်တော်တယ်ဆိုရင်တော့အဲ့ဒါကိုစောက်ချပြီးတော့လုပ်ကြည့်ပါဟုတ်ရဲ့လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဒေါသပေကြောင့်နီလန်ကောင်းများကိုကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့အမျက်ဒေါသကင်းကြတဲ့မကင်းသေးတောင်မှအမျက်ဒေါသနည်းကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့ဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝနာတဗ္ဗတံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဒီတုံမခံတင်တရားနာပိဋကပေါင်းသူတော်ကောင်းတို့သာသာအာလုံးသောတတ္တဝါအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနှအပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမငါပွင့်တော်မူကြတဲ့ဆိုဆိုတော်ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မ ानु ဘာဝေနမေလီရန်ဘူရိရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေရန်တော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတဗ္ဗတံဃာ ानु ဘာဝေနမဂ္ဂတံလေးရောက်ပလတံလေးရောက်ဆိုသောရှင်တော်တော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခါမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း